ကျေးဇူးအများကြီးတင်ပါတယ်ဒီမှာရှိတဲ့မိသားစုတွေ ဟုတ်ကဲ့ ဘာကြောင့်လဲလို့မေး ဘာကြောင့်လဲ ဒါဟာအငြိကမ်းမှာ မှန်တာပေါ့ အငြိကမ်းမှာဆိုရင်ဖြစ်တမစင်အရတော့ဒီလိုလီဘီလေးရတော့ထိုးရတာပေါ့ မှန်တာပေါ့ တချို့အရက်တွေကြတော့လေလီဘီထိုးလို့ရှိရင်ရှည်တဲ့အတွက်ပြန်ကြတဲ့လူတွေကလည်းများတယ် များတယ် ဒီမှာကျန်မနေဘူးဒါအမှုပညာချစ်တာအငြိကိုချစ်တာ သူတို့ကကြံတဲ့လူတဲ့အင်ဂျီယာချင်းမရှိတယ်လူ ဟောလောက်လာပြီ တိုက်နဲ့တာနဲ့လူတွေ စံတန်မိုးထားပြီးတော့ကြည့်ရှုပေးကြတယ်ကျေးဇူးတင်ပါတယ် ကျေးဇူးပါဗျ စကားကိုအမားမခံဟမ်တိုက်တယ်လဲဆိုဟမ် ကဲတမစင်ရတော့ခုံးနောက်လေးကိုတော့အတူလေးတော့ဆိုလိုက်မယ်ပေါ့ ဆို နော် ပြရမှာ ခွန်းတော့လေးမဆိုခင်ဒါလေးချီးမွမ်းကြပါလေ ဟုတ်ကဲ့ပြောပါခင်ဗျ ကျွန်တော်ရဟန်းကန်ရှင်ပြုနာတာလူတော်ပင်္ဂလာတဲ့ကျွန်တော်တို့တွေဝါရင်နဲ့အမှုပညာရှင်တွေကော ဟုတ်ကဲ့ မြန်မာနိုင်ငံမှာရှိကြတဲ့အတတ်ပညာရှင်အသိပညာရှင်အမှုပညာရှင်တွေပေါင်းစပ်ပါတယ် ဟုတ်ကဲ့ခင်ဗျ အလူတကာကြီးကျွန်တော်တို့ကိုကြီးဦးတင်ထေအောင် ဦးတင်ထေးအောင် ခကိုကြီးကိုကြီးကောင် ဟုတ်ကဲ့ နောက်ပြီးတော့အလူတကာကြီးမှာဒေါ်မူမူချိုး ဟုတ်ကဲ့ သားမောင်ဇွဲဝေရန်သားလေးနောက်တစ်ယောက်ကကျွန်တော်ကောင်းဝေရန်သမီးမကျေစင်ချုံမိသားစုကရန်ကန်ရှင်ပြုနာတာတဲ့အဲ့ဒီမှာရှင်းပါတယ်ဗျဘာကြောင့်လဲတဲ့ရှင်ပြုတယ်ဆိုတာအပေတကားပိတ်ပါတယ်ဗျ မှန်တယ်ခင်ဗျ နိဗ္ဗာန်လမ်းကိုရောက်ပါတယ် ဟုတ်ကဲ့ ဒါပေမဲ့တချို့ကတော့ရှင်ပြုတယ်နာတာတယ်ဆိုတာကဒီလိုအလူမန္တကြီးတွေနဲ့ရှင်သခင်ကိုပြုစုတာလည်းပါပါတယ် မှန်ပါ ။ဘာကြောင့်လဲနှစ်ပတ်သောမိဘအရှင်များကိုယနေ့ထိုင်ပြီးပြုစုတာလဲရှင်ပြုတာပါခင်ဗျ။ ဟုတ်ပါခင်ဗျ နော်အခုသားလာယတနာကိုလဲရှင်ပြုတာကလည်းရှင်ပြုတာပါ မှန်တယ်ဗျ ။ဒီနေ့တော့ကျွန်တော်တို့ပြိဿတွေအတွက်ပါအရှင်သခင်နဲ့မိတ်ဟောင်းဆွေဟောင်းတွေကိုပြန်လည်ပြုစုခြင်းနေတာလဲရှင်ပြုတာပါ မှန်တယ်ဗျ အဲ့တော့ရှင်သုံးကထက်အောင်မြင်ခြင်းဖြစ်ပါတယ်ဗျ အောင်မြင်ခြင်းဆိုတာထက်ဒီမှာပွဲလာကြီးတဲ့ပရိသတ်ကစတာကုသိုလ်ရတယ်ဗျာ ။မှန်ပါ ဘာကြောင့်ကုသိုလ်ရလဲ ဘာကြော လို့ င့်လဲ မေးနော်ပွဲစီစဉ်သူဒီလှူဒန်းတယ် ဟုတ်ကဲ့ အလူမှာအားလုံးပျော်ရွှင်အောင်ဒီလိုပွဲတွေတွင်းတယ် မှန်တယ် ပွဲတွင်းပြီးတော့လာမကြည့်ရင်လေစင်မပြေပြန်ဘူး စင်မပြေဘူးဗျာ ဟောပွဲရှိတဲ့နေရာမှာဒီလိုလာကြည့်ကြတယ် မှန်တာပေါ့ တယောက်နဲ့တယောက်မေတ္တာပေါင်းကူတရားလေးပေါ့ဗျာ ဟုတ်ကဲ့ နော်ဖြောပြတင်ဆက်ဖို့စီစဉ်တဲ့အချိန်မှာလာကြည့်ကြတယ်ဒါလည်းကုသိုလ်တစ်ပါးပါပဲဗျာနော် မှန်တယ်ဗျာ ။ဒီမှာဘာလို့ပြည့်စုံလဲတဲ့ကျွန်တော်တို့မြန်မာဆိုင်ဝိုင်းကြီးလဲပါ ဟုတ်ပါ ဘိသိက်ခန်းလဲပါ ဟုတ်တယ် ဘိသိက်ခန်းကျတော့ကျွန်တော်ညီကလေးအောင်ချစ်တို့ ဟုတ်တယ် ကျွန်တော်ဖေးဦး ဖေးဦးမိုး မိုး ဒီ ဒီတော့ဆိုင်ကျတော့တငယ်ချင်းတို့နော်မဝဲမိုးတို့ဒါတွေကအမှုပညာရှင်တွေ တော်တော်ပြည့်စုံနေပြီ သူ့ရက်နဲ့သူ့ဆက်မုတ်ဖဲနဲ့ကာလန်ဒေတန်လေးနဲ့ကြီးကြပ်ပြီးတော့သွားပါတယ် ဟုတ် မြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ဓလေ့လေးပါဗျာ အဲ့တော့ကျွန်တော်တို့အငိမ်ကန်းလေးကပါပဲဗျ ဟုတ်ကဲ့ အငိမ်ကလည်းတခြားလူမဟုတ်ပါဘူးဗျကျွန်တော်တို့တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့မင်းသားကြီး ဟုတ်ကဲ့ အောင်မွေစိန်အောင်လက်စိန်နော်အောင်လက်စိန်တို့ရဲ့မျိုးဆက်တစ်ပါဗျ ဟုတ်ကဲ့ပလေးစိတ်နော် ပလင်းစင်ရဲ့သမီးလာယန္နာပဲဗျ ဟုတ်ပါ ။ဘာကြောင့်လဲအမှုပညာလက်စင်ကိုင်းနဲ့အငိမ်ကန်းလေးကိုကျွန်တော်တို့မျိုးကြွကြကမယ် မိမိကြွကြွ ။ခေတ်လူငယ်တွေနဲ့မဟုတ်ဘဲနဲ့ခေတ်ရည်စည်းကြောင့်မှအငိမ်လေးတွေကျွန်တော်တို့ကထိမ့်သိမ့်ရပါတယ်ဗျ မှန်တယ်ဗျာ ။ကဲတမစင်မပြတ်အောင်လို့ခုံးတော်လေးဆက်ကြပါစို့ ဒါလည်းကျုပ်တို့ရဲ့နော်ဘယ်သူပြောမလဲဓလေ့လို့လည်းပြောလို့ရတယ် မှန်တာပေါ့ ဒီဝေစားလေးတွေမဝေးရတာလည်းကြာပြီ ကြာခဲ့ပါပြီ ငားရမ်းပေးတာလည်းကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့တန်ဖိုးထားတဲ့အလုပ်ကတော့ဒီအလုပ်ပါပဲ ဒီလိုလေးပါ ကျွန်တော်တို့ရဲ့ထမင်းစားတဲ့အလုပ်ထမင်းစားတဲ့အဝေစားတွေဒီဝေစားတွေနဲ့ကျွန်တော်တို့ကနော်အသက်ရှင်ရတာကိုအသက်မွေးနှောင်းလည်းပြူရတာကိုအဲ့တော့ခုနောက်လေးကလည်းတမစင်ရဆူရမယ် ဆိုပေးပါဦး နော်အတွေ့လေးပဲဆူတာပါနော်နည်းနည်းလေးပေါ့ပေါင်းဆူရလို့ညီညီက ညာ ပေါင်းဆူရလို့ညီညီညာဒီလူပွဲမှာတို့ရဆုံတွေ့ကြတယ်မို့ အကုန်လုံးစုံကြတယ်ဗျာ ဟုတ်တယ်နော် ဟုတ်ပါ ဒီလူပွဲမှာတို့ရဆုံတွေ့ကြပြီမို့ဒါတုံလဘ တော်လားပါ တုံလဘယဟန်ငယ်ကုသိုလ်ပွဲပတ်စံနေပါချင်းအဲ့ဒါဟာမြန်မာပါပဲဟေးဟေးတွေ့တယ်နော်ပါစတဲ့ရှိတယ်ဆိုသွားတာတဲ့လား လာသမျှတဟာဆွေပတ်စံလူလို့ရကြပါ ဟဲ စေ ့ဘယ်လိုလေးပြောမလဲမသိဘူး မာကြပါသေးပဲ မာကြပါစေဗျ မာကြပါစေ ကဲခုနလည်းဆိုပြီးသွားပြီ ဟုတ်ကဲ့ ချက်တည်းရှိတယ်ပြီးသွားပြီဆိုတော့ပျော်ကြမယ်ရွှင်ကြမယ် မှန်တာပါဗျာ ကျွန်တော်အဖေစကားတစ်ခုရှိတယ်ဗျ ပါများတော့ ဟုတ်လေပျော်စေပြက်စေကလတ်စေ ဟုတ်တယ် ဖို့ရင်တော့စကားလေး ဟုတ်တယ် ပျော်ပြီးရင်ပြက်ပြက်ပြီးရင်ကလတ် ကလတ် မကောင်း မကောင်းပါဘူး နမိတ်ကောင်းအောင်ပြောရမယ် ဘယ်လိုပြောရမလဲ ပျော်စေပြုံးစေရီးစေရွှင်စေပျော်ပြီးရင်ပြုံးပြီးရင်ရီးပြီးသွားရင်စိတ်ရွှင်လန်းဆိုတော့ပြန်ရမယ် အင်မတန်ကောင်းတဲ့နမိ ဟု တ် တ်တယ် ဗျာ နော် အတိတ်နမိတ် မုခတိုက် ဟုတ်ကဲ့ သုံးခုပြောရင်တစ်ခုမှန်တယ် မှန်တယ် ကောင်းတော့အတိတ်နမိတ်တွေနဲ့ပြောမယ် မှန်တယ် ဟုတ်တယ် နော် ဗျာ တကယ်တမ်းကျတော့ဒါကျွန်တော်ညီလေးဘွဲရပြီးသား ဟုတ်ကဲ့ ဒါကျွန်တော်အမှုပညာရှင်တွေလွန်ခဲ့တဲ့ကျွန်တော်တလားလောက်ကမှကျွန်တော်တို့ထိုင်းနိုင်ငံ yes ไปกระต่ายมาลายซ้ายยาขาขามาลาย မဟုတ်ဘူးလေ ยามาปลายมาปลาย မဟုတ် มา သူ ลาย ပြောပါလိမ့်မယ် ခဏတည်းကငါပြောမယ် ยามาลายมาลาย
မလိုက်မဟုတ်ဘူးတာကေတက်ရောက်နေတာ ရခိုင် အဲ့ဒါဟိုကျွန်တော်တို့ကဘန်ကောက်ကိုသွားကား ရ တော့ ဘန်ကောက်ครับဘန်ကောက်ครับ aeroplane ဝီးဝေါ် ငါပြောနေတယ်ခဏနေဟိုအဲ့တော့ဟိုကျွန်တော်တို့တွေကသွားကားတယ်ခရင်မနေခရင်ခန်း မချိုင်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  မင်္ဂလာပါငါမမြန်မာလူပဲပြောလို့တော့မသိလား ဟေးပြော အဲ့တော့ကျွန်တော်တို့တွေသွားပြီးတော့ဖြောပြကြတော့ဆိုတော့ကျွန်တော်ကဘာသာမျိုးစုံနဲ့လေ့လာ ဟုတ်ကဲ့ အိန္ဒိယချင်းနိုင်ငံမှာလည်းအလုပ်ရှိတယ်ကျွန်တော်လေ့လာ လေးလာတော့ဗော အတက်ပညာအမှုပညာလည်းဖလှယ်ရ ဟုတ်တယ်ရတယ် အဲ့ဒါဆိုရင်ဘူးဒီ ဟုတ်ကဲ့ ဒီလူချောင်းလေးလည်းပါသွားအောင် ဟုတ်ကဲ့ မင်းကဘန်ကောက်ကို5 6ကမကတော့အဲ့တော့ပြည်သက်ကိုနှစ်ဘာသာလေးနဲ့ရှင်းပြမင်းကစကားပြန်လေးပြောခဏခဏ သူပုရှ ဖိတ်စာပတ်မယ် ရောမင်းဖိတ်စာဖတ်အမမင်းအဲ့လောက်ရိုးတွေကပြန်လာတဲ့ကောင်ဘန်ကောက်ကောင် ယူရီးယားမှာလေဟိုဘန်ကောက်မှာဟိုထိုင်းလိုဒုံစဘာတွေကြတော့ဘယ်လိုခေါ်လဲမသိဘူး ကြလို့ရင်လို့ မသိမရှိမတာ မမ လပုတ် မှတ်ထား မမှုဟုတ်ရင်ဟုတ်မို့ကျွန်တော်ကိုယ်လို့ဘယ်လို့ สวัสดีครับ ဟုတ်ပါပြီမင်္ဂ အဲ့ဒါ လာ နော် ပါ အဲ့ဒါနော်အဲ့ဒါနော် ครับ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  ครับครับครับผมครับ ครับ ครับ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  ခက်တယ်များနေပြီဆက်ပြော ရဟန်းကန်ရှင်ပြုနာတ ထိုင်းလူလေးဗျာလှဦးလား ထိုင်းလို့ပြောရမှာ ထိုင်းနေပြမနော်အိုင်ရဟန်းကန်ရှင်ကျိတ်နိုင်တိုင်အလိန်တိန်မင်္ဂလိန်ဖိတ်ချင်းတွေ အကောင်းပြောတာတေးစားဖတ်ပါ ครับครับครับ ครับ สวัสดีครับ ครับ สวัสดีครับ ครับ ตามบะไปลิตุมาละขาปะปิงชุดตุไปตะคงจริงจะมาลายไหมปะปิงตุ้งมาลายคลายปะปะลายตะกะลงมาปลายพาริ စားဘူးလားခိုင်းစကားမှာတက်ကလုတ်လို့ကြားဘူးလား ခုနငါနဲ့ရွှေတုံသားနဲ့စကားပြောတာခုနဘာဖြစ်လဲတက်ကလုတ်ကဘဲရလဲဘဲဘာသာလဲလောက်တော့မေးစီရှင်လောက်ပြန်ပြောသားငါဥပမာရေးတော့လဲပြန်ပြော နှစ်ခါပြောရင်တူချင်းမှတူတော့မှာ ပြော ပြန်ပြော ခပ်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  ခပ်ခပ် ครับ ဟောနေကြပါဦးထိုင်းတန်လေးနဲ့နားထောင်ကြဘာလို့ရည်နေရ မလောင်နဲ့တော့ကျွန်တော် ခဏနေ哦 สวัสดีครับ ครับ မြင်လာပါ มาปิงตุ้งมาละคัดหมายชติตุ้งปะไปนหมายตุกุมายปะไปแล้วตุ้ชุดไปแต่มาลายตะกะลมาปะละขดายพาริ ခဏ အော်တခြားမဟုတ်ပါဘူးအဲဒီလူမင်္ဂလာပွဲလေးကိုလာရောက်ပြောပြတင်ဆက်ခွင့်ရတာအရန်ပျော်ပါတယ်တဲ့ဟုတ်ပါသလားခင်ဗျာ สับปะละมะมะละ အော်ဟုတ်တယ်တဲ့ သူကနဲ့သူကဟုတ်နေရမယ်နော် ခဏနေစကားပြန်မင်းတယောက်ပဲပြောလိုက်တော့ဟိုနောက်ဆုံးပြောတာကြီးခန်းစားရတယ်လို့ပဲအဲ့တော့သားအဝေးရပဲနေလိုက်တော့မယ် ครับ ဆက်ပြော ไม่ตุ้มีละขายชติตุปิงตะมาลักมาปามะไหนก็ไม่ใจสบายนะตริตะเรงตรมาลายตบลายตะกะละปะปิเลไว้พาริ မရှိနဲ့တော့တက်ကလောကနှစ်ခါဖြစ်နေ ဒုတိယတစ်ခေါက်လဲတက်ကလုတ် ခက်လို့တောင်ပါလာပြီနော် အော်အခုလို့ပြောပြတင်ဆက်ရတာအထူးပဲပျော်ပါတယ်တဲ့လူမကြီးလည်းကျေးဇူးများကြီးတင်ပါတယ်ပရိသတ်များအားလုံးလည်းအခုလို့ပြောပြတင်ဆက်ရတာကိုကျေးဇူးများကြီးတင်ပါတယ်တဲ့ဟုတ်ပါသလားခင်ဗျာ สับปะละมะมะละ တက်ကလုတ်မဟုတ်တော့ဘူးနော် ครับชุปีตุบละพายปะปิงตะปรึงตะกะมาลายขะบายจอดุงไม่จะปะละก็ตบายมาปิงก็ตวอยตะกะชิตะไปมาตะกะลงตะกะละตะมาเลยก็ไว้พาริ ကျေးဇူးများကြီးတင်ပါတယ်တဲ့ဖြောပြတင်ဆက်ခွင့်ရတာအထူးပဲကျေးဇူးတင်ပါတယ်တဲ့အခုလိုလိုက်ငင်ကမ်းမှာလူတွေအများကြီးပဲလာရအားပြီးတော့အထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ပါသလားခင်ဗျာတပ်ပတ်လာမိမလား ครับ သုံးလက်တက်လက်တော့တိုင်စားအောင်ပါဘူး ตุปีเดมาขาดปะไดนะปะจะก็ไว้ ကျန်သေးတယ် ชติตะปิงตะปรุ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 งปะปรุงปะป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 ีปรุงปุงตุปะปีปรุงปุงตุปะปีปรุงปุงตุปะปุงปะปีปุงไอ้ตุปุงปะปีจิปีตุ သေချင်းဆိုဆိုင်းတီးနေလားထိုင်းလို့ပြောနေလားဟိုမှာနစ်လင်ဆောက်ယူနေရလဲကတယ်ကြောပါရဲ့ กะลูกကောင်းနေတကယ် ထိုင်းပေါ့ပတ်ပလုံလုံပလုံလုံပလုံဟိုဘက်ကအယူနေလဲက သူစကားပြောနေရမဟုတ်ဘူးလား မဟုတ်ဘူးမေ ခါ မခံဘူးနေပေါင်း สวัสดี နေပေါင်းမင်းအဖေကဦးမြင့်တာ
ဦးမြင့်တိုင်ရဲ့ပညာတွေအများကြီးပဲစာသားတွေအများကြီးပဲ အေးလေ ဒီအလူနဲ့ပဲမြင့်ပြောတော့ဗာလဲအလူနဲ့ပတ်သက်လာရေးတာပဲရှိတယ်ဆို ဟဲ့လေ အော်အထင်သေးလို့ အဲ ပါလာတယ် လှုပ်ဆမ်းပါဒါကိုမြင့်တာသားတယ်ပညာတွေလည်းအမြင့်ဆိုပဲခုနကမင်းတို့လည်းအားလိုက်တာဆိုင်နေပလုံပလတ် ဘ ဆိုင် လို့ ကြီး လေတချင်းဆိုရင်ကကျင်နေတာ ရှုဟရှု အခက်ခက် ဒါကတော့ကျွန်တော်ဖေဖေကဟိုသူ့သားအတွက်ပေါ့နော်အများကြီးကျွန်တော်စာတွေပါရေးပေးခဲ့တယ်အလူဆိုလဲအလူလျောက်မွေးနေ့ဆိုလဲမွေးနေ့အလျောက်ပေါ့နော်ပြောပြတင်ဆက်တဲ့နေရာမှာမျက်နှာမငယ်ရအောင်ဂုံပြူရအောင်ဟုတ်ကျွန်တော်ဖေကမွန်ဆိုလဲဟုတ်တယ်ကရင်ဆိုလဲဟုတ်တယ်ပြောရမယ်ဆိုရင်ပေါ့နော်ဒီအလူပွဲမှာအလူရင်အလူလှူတန်းပြီဆိုလို့ရှိရင်အလူနဲ့ပတ်သက်တဲ့တခြင်းကျွန်တော်ရေးပေးခဲ့တယ်ကျွန်တော်ဆိုပြမယ်ဒါဂုံပြူတာပါ ကောင်းတာပေါ့ကောင်းတာပေါ့ဟုတ် ဘုတ်ချပုတ် ကွန်ပျူတာပါလေ တခြင်းမှာငါဖေရေးထားတဲ့တခြင်း ကို မှာ အထက်မှာတက်ကလုတ်တော့မပါဘူး မပါ တက်ကလုတ်ပိုင်လဲဟိုမှာကုံစိမ့်တဲ့ဖွဲခေါ်မလို့တဲ့ဈေးမှာပြစ်စည်းတွေနဲ့မြင်းလဲနဲ့တိုက်မလို့တဲ့ ခပ်ခပ်ခပ်အဲချပုတ်ခေါင်းရင်လေချပုတ်ခေါင်းရင်လေဇောအဖေကမွန်လဲဟုတ်တယ်ကရင်လဲဟုတ်တယ်ဆိုတော့ဗောနော်ခြေစည်းလေးလားမသိချပုတ်ခေါင်းရင်လေချပုတ်ခေါင်းရင်လေခိုးကြည့်စားကြည့်ခိုးကြည့်စားကြည့်လင်းနိုးကြည့်ခိုးကြည့်စားကြည့်ခိုးကြည့်စားကြည့်လင်းနိုးကြည့်ကုန်းတစ်ခေါက်တစ်ခေါက်ရေတစ်ခေါက်တစ်ခေါက်ကုန်းတစ်ခေါက်တစ်ခေါက်ရေတစ်ခေါက်တစ်ခေါက်လင်းတလင်းတင်းလင်းတင်းတင်းလင်းတလင်းတင်းလင်းတင်းလင်းတင်းလင်းတလင်းတင်းလင်းတင်းလင်းတင်းလင်းတလင်းတင်းလင်းတင်းလင်းတင်းရှူကလေး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 လက်ချီလင်းတလင်းတင်းလင်းတင်းလင်းတင်းလင်းတလင်းတင်းလင်းတင်းလင်းတင်းလင်းတလင်းတင်းလင်းတင်းလင်းတင်းလင်းတလင်းတင်းလင်းတင်းလင်းရှူ မသားလေ နှစ်ပါးတစ်ချင်းနဲ့တူတယ်ဒါလေး ဘာလဲစိုးနေတာလေ ဘာဖြစ်တာဟိုတယောက်ကလည်းကတယ် ဒါလူချင်းဂုံပြူပါတယ်ကျွန်တော်ဖေရေးထားတဲ့တစ်ချင်းလေး ကဲ နော် လာဘူးဒီပဲလုပ်လို့ရမယ်မင်းဖေးရေးတဲ့ကပြန်လို့ ဩချပုတ်ခေါင်းရင်လေ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 ရမုန်းကရင် ခဏ ဆို ခဏလေးဟောကြောပူခေါင်းရင်ထားရင်လေလေကြောပူခိုင်လီကြောပူခိုင်လီ ကျိုးဘူးခေါင်းဘူးအမြန် ကြောပူခေါင်းပူထားရင်လေကြောပူခိုင်လီကြောပူခိုင်လီဟိုတယောက်ကလည်းဘာမှမသိစော့ကားဘာလဲလို့ဘာလို့ဒုတိယနဲ့ဖတ်တော့ ဟာပါခိုးကြည့်စားကြည့်ခိုးကြည့်စားကြည့်လင်းနိုးကြည့်ခိုးကြည့်စားကြည့်ခိုးကြည့်စားကြည့်လင်းနိုးကြည့်ကြပြဆန်းတယ်နော်လင်းအောင်နှိုးခိုင်းတာမရအဲ့နေလို့လားမသိဘူးနော် ဟုတ်လောက်တယ် ခိုချီလင်းနိုချီနင့်လေစာချီဘာလဲခတီစတီလင်းနိုချီဒီမှာခိုချီစာချီလင်းနိုချီအဲ့တော့တစ်ချင်းလို့ဆိုနေတယ်ဆို ကုန်းတစ်ခေါက်တစ်ခေါက်ရေတစ်ခေါက်တစ်ခေါက်ကုန်းတစ်ခေါက်တစ်ခေါက်ရေတစ်ခေါက်တစ်ခေါက် ကုန်းတက်ခေါက်ရေတက်ခေါက်နင့်လင်းပါကုန်းတက်ခေါက်တက်ခေါက်ကုန်းတက်ခေါက်ရေတက် ကု ခေါက် န်းကတက်ခေါက်နဲ့ရေကတက်ခေါက်ပြောတာမဟုတ်လား အဲ့လိုလားဟဲ့ ဟော ဒါပေမဲ့ဒါတစ်ချင်းမှာ ဟောတချ တင်း တလင်းတင်းလင်းတင်းလင်းတင်းတလင်းတင်းလင်းတင်းတင်းတလင်းတင်းလင်းတင်းလင်းတင်းလင်းတလင်းတင်းလင်းတင်းလင်းရှူတင်းတလင်းတင်းလင်းတင်းလင်းတင်းတလင်းမဘူးရှူ လိမ့်လို့လိမ့်ရှူလို့ရှူနင့်လေလိမ့်တလိမ့်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 တလိမ့်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 ရှူဒီမှာလိမ့်ကြည့်ရင်လိမ့်ရှူခြင်းရှူသိချင်းဆိုရင်စေညွန့် သေးရှိမှာပါ အောက်မှာမြင်းတားထားပါတယ်ဒါတစ်ချင်းမှာ စပတ်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  ကလေးကလေးကလေးလက်ချီကလေးကလေးကလေးလက်ချီ အော်ခလေးလူကြီးနင့်လူကြီးကလေးကလေးလက်ရှိ ကလေးလူချင်းများ အော်စေညွန့်များတချင်းဖတ်လို့ဖတ်နေတယ် မိုက်ပါတယ်လင်းတလင်းတင်းလင်းတင်းလင်းတင်းလင်းတလင်းတင်းလင်းတင်းလင်းရှူ လိမ့်လို့လိမ့်ရှူလို့ရှူဒီတရောင်းသားလည်းကနေတာပဲဒီအယူနဲ့ကလည်းဘလို့ဖြစ်လဲအစေးစေညွန့်မေပေစာသားမေကောင်သိပ်ထားတယ်ဒါစေညွန့် စေညွန့်ကြီးပါဟုတ်တယ် မတီးဘူးရှူးရမ်းကြိုက်တယ် ဟုတ်တယ်ဟုတ် တကယ်မင်းတို့တွေကအဲ့လိုဆိုကျင်တယ်ကကျင်တယ်ဆိုငါရှင်းရှင်းလေးရဲ့ ကကြောင် ဟာအဲ့မှာတော့အခုသွားမလုံးနဲ့ ဟုတ်လား ဒါကျွန်တော်တို့ဦးမိုးမင်းတို့ကိုဟန်စာမိုးဝင်းတို့ဆိုလို့ရှိရင်လက်ဆွဲပဲဘူးဒီသူကတော့မျက်စိနောက်ဆိုဇက်တွေနားသွားတာ ရှောက်ပြောနေတယ် ငါပြောပြမယ်အငိမ်ကမ်းမှာခန့်ခန့်လေးရိမ်မာတီဆုံးပါသဘောပေါက်လားသဘောရတားလေးလက်ပြစီးလေးနဲ့ချွန်းလေးနဲ့ မမှုလေ ဟိုလက်ကောက်တယ်လို့ပါ
ခဏလေးမင်းသားခဏလေးဟိုဘက်မှာမဈေးတယ်တွေကတယ်ဒီမှာမင်းသား ဒါမင်းသားလားမသိပါဘူးမှန်နဲ့ကြည့်တယ်ကိုကိုမင်းသားနဲ့တူလို့ကတ်ကြည့်တယ် လောက်ပါ ဒါတော့မင်းသိရှည်တာကိုတူသေးလား လက်ကုတ်တယ်လေးသိပါအောင်စိတ်ပူးသေးတယ် မင်းသားပါဇက်အသားပေးတာ ပကံဆိုတာကတော့မိဖို့ကြောင်မှာပဲသုံးကျောင်းမှာပဲသုံးဧည့်သည်များအတွက်သင့်တော်သောပကံဖြစ်ပါတယ် အရိနမအတိဆုံးဒါပဲ ပကံဆိုတာကတော့နှလုံးငထွေယူဆိုပြီးတော့ပကံဦးညောင်ဦးလမ်းခွဲမှာရှိပါတယ် အရိနမအတိဆုံး ဟောကျေးဇူးတင်ပါတယ်စာသားမရတော့ပုံမြင်မရတယ် အော်မရဘဲနဲ့မြတော့မသိဘူးခုနကျွန်တော်တကယ်ပြောတာဟုတ်လားဦးမိုးမင်းတို့ဟန်ဆာမိုးဝင်းတို့ဆိုတာတကယ်ကိုဟန်ဆာမိုးဝင်းတို့တကယ်လက်ဆွဲမိုက်ကယ်ဂျက်ဆင်အကဘူးသီးစီကတင်ရတာမိုက်ကယ်ဂျက်ဆင်ကပြတယ်တစ်ချက် ဟာမျက်စိတော်နောက်လာပြီနော် ငါသာခိုးယူဆိုနေရင်ကြိုက်တယ်သိလားအရင်မမြောက်ပေးချင်ဘူးနော်ပုံမှန်မဲနေအခုမိုက်ကယ်ဂျက်ဆင်ဘာလေးပဲဘီတင်လေးပဲမိုက်ကယ်ဂျက်ဆင်လေးတစ်ချက်ကပြပဲတကယ်ကတယ်ဒါမိုက်ကယ်ဂျက်ဆင်ရက်ကွက်မှာအကျွေးလိုက်ဆက်တဲ့ကောင်နော် အော်ဘယ်လိုပြရတာ ဘူးဒီဘာဘူးအော်နစ်လင်တော့ပြောမယ်ဘာလို့လဲ ဒီဘက်မှာ အဲ့လေမင်းလည်းငါနဲ့အတူအဲ့လေကွာအဲ့ဒါကတော့မင်းလုံးပေးနေကြ အော်မိုက်ကယ်ဂျက်ဆင်မှာ moon walking ဒီလိုစောင်းက ထိမ့်ပေးရတာ ရပြီဘူးဒီမြတ်အတွက်ငါပြန်ထိမ့်မယ်ပြန်ကပ် မီဖြည့်လိုက် โอเค အော်လက်ကို အဲ့လိုဖြစ်နေရမှာ ဒါပဲဟာဘာဖြစ်သွားလဲ မဟုတ်ဘူးလေ sorry ဟိုပြီးသွားချင်းလို့လေပြိတ္တကိုစကားပြောတာ တိကျဆိုပေးပါ ဟိုမိုက်ကယ်ဂျက်ဆင်ကဟိုကလေးကောင်းတယ် you are not alone ဘာလို့သူဖျောင်းနိုင်လေးနဲ့ကင်ပြီးဆိုတာလေမိုက်ကယ်ဂျက်ဆင်ရက်ကွက်မှာမီးတက်လို့ဖျောင်းနိုင်လေးနဲ့ကင်လာတာ မဟုတ်ဘူးလေကဘာမနာမည်ကြီးသွားတယ်ဟာ အဲ့ပါ you are not alone do tap I just want အဲ့လိုပုံစံလေးမိုက်ကယ်ဂျက်ဆင်နဲ့တူအောင်ဆိုပေးမှာသူတချင်းဆိုရင်အော်အဲ့ဒါလေးပါတယ် အဲ့ဒါအသက်လေ အသက်လေ ဟုတ်တယ် ဟုတ်တယ်နော် You are not alone. Ow! I just wanna go. Ow! You don't wanna me. Ow! I just wanna me. Ow! You are not alone. Ow! I just wanna go. Ow! You are not the fee. Ow! I just wanna me. Ow! You are not alone. I just wanna go. You are not to be. ခဏတော့တားလေးချွတ်ထိုးနေတာလားရေတိုက်ဆန်းအဲ့ကတော့ပါရဲ့မသားဆိုတော့နင်းလေကဒီမှာကတယ်နင်းချွတ်ထိုးနေတယ် မိုက်ကယ်စင်ကမသိရင်ထိတ်ခဏကြီးကြာတာမနော်စွနေနဲ့ လောက်ပါက ဒီကဟိုမနောဟိုလေလှုပ်ကောင်းလေးငိမ့်လိုက်ပါဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောက်လိုက်ပါလာပြီကောင်းလေးငိမ့်လိုက်ပါကောင်းလေးငိမ့်လိုက်ပါကောင်းငါဖားဆိုတာ ချင်းဆိုတာမဟုတ်ဘူးလား ဟာအတွဲလေကောင်းလေးငိမ့်လိုက်ပါကောင်းမကြီးငါပြောတယ် ဩပြောအဆုံး ဆောပြောမရိုက်ချင်ဘူးနော်ဟဲ့ကောင်းလေးငိမ့်လိုက်ပါโอเคကောင်းလေးငိမ့်လိုက်ပါဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောက်လိုက်ပါဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောက်ဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောက် ဘာပြပြပြီလဲ ငါပါဆိုလေ
ပြိတ္တတိတယ်ဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောက်ဒါလေ ဒါပဲလေ ငါအာယုံဆိုင်တယ်ကွာ ဘယ်နေညနေမသိဘူးလားညာဓမင်းစားတာဘယ်ကချီကုန်းတာ မစိုးပေးပဲနေမှာနော်ကောင်းလေးငိမ့်လိုက်ပါဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောက်လိုက်ပါကောင်းလေးနှိပ်ထားပါညာလက်ကိုလည်းဘယ်လိုပဲပေါ့ညာလက်ကိုလည်းဘယ်လိုပဲပေါ့ညာလက်ကိုဘယ်လိုပဲ ဘာဖြစ်ပြန်ပြီလဲ ရှင်မျောကန်တင်ဖြစ်နော်လားညာလက်ကိုလည်းဘယ်လိုပဲပြောက်မယ်လေ ပြောင်းသွားပြီလား ဟာတေစာသားနားထောင်လေတေချာလိုက်လို့လေကောင်းလင်းငိမ့်လိုက်ပါဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောင်းလိုက်ပါကောင်းလင်းငိမ့်ထားပါညာလက်ကိုလည်းဘယ်လိုပဲပေါ့နောက်ပြီးတော့လက်ကိုဘယ်ညာမြောင်းလိုက်ချလိုက်လို့မြောင်းလိုက်ချလိုက်လို့ဘယ်ညာလေမြောင်း ဘာဖြစ်ပြန်ပြီလဲ လက်ကိုဘယ်ညာမြောက်လိုက်ချလိုက်ဒီလိုသွားမှလေဘာလဲစုံပြီးတော့နင်းတရုတ်တည်းရဲလားဒီလိုသွားမှမြောက်လိုက်ချလိုက်လို့ ပကံကိုသွားတတိရလိုက်တာ မဆိုပေးပဲနေပါကောင်းလင်းနေလိုက်ပါဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောက်လိုက်ပါကောင်းလင်းနေထားပါညာလက်ကိုလည်းဘယ်လိုပဲပေါ့နောက်ပြီးတော့လက်ကိုဘယ်ညာမြောက်လိုက်ချလိုက်လို့တင်ပါလေးလောက်ကဘယ်ညာလောက်တင်ပါလေးလောက်ကပဲ ဘာဖြစ်ပြန်ပြီလဲဟာ ဒါကြီးကတင်ပါကြီးလားပြောဒါကြီးကဘင်းကြီးလား သူ့ပြားတွေဘယ်ကလွှဲလား ကိုနေထိန်းတာဟုတ်လေကို သူ့ပြားတွေဘယ်ကလွှဲ ငါတင်ပါလေးလောက်ကဘယ်ညာလောက်နေ မပါမလေး ဒါလေဒါဖင်လေးတင်ပါလေး အိုးကျွန်တော်ဖိမက်လို့ ဖင်မဆိုဖင်မတ်လို့ ဟောဒီစင်လို့ပြောရင်လေရိုင်းရကြအောင်မယ်လိုက်လို့ကောင်းလင်းငိမ့်လိုက်ပါဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောက်လိုက်ပါကောင်းလင်းငိမ့်ထားပါညာလက်ကိုလည်းဘယ်လိုပဲပေါ့နောက်ပြီးတော့လက်ကိုဘယ်ညာမြောက်လိုက်ချလိုက်လို့တင်မလေးလောက်ကဘယ်ညာလုံးဒီလိုပုံတိုင်းစက်တိုက်တာလို့ခန္ဓာကိုယ်ကိုတပတ်လဲကလုံးကောင်းလင်းငိမ့်လိုက်ပါဘယ်လက်ကိုရှေ့ကိုထုတ်ပြီးတဲတယ်မြောက်လိုက်ပါကောင်းလင်းငိမ့်ထားပါအညာလက်ကိုလည်းဘယ်လိုပဲပေါ့နောက်ပြီးတော့လက်ကိုဘယ်ညာမြောက်လိုက်ချလိုက်လို့ဒီမလေးလောက်ကဘယ်ညာလုံးဒီလိုပုံတိုင်းစက်တိုက်တာလို့ခန္ဓာကိုယ်ကိုတပတ်လဲကလုံးလေးပဲထောက်လိုက်ပါရှင်နဲ့တိုးလိုက်ပါရှာလေးထုတ်လိုက်ပါသွားလေးပြေးတာပါအောင်လေးစင်းလိုက်ပါခွေးစိုးကြီးပေါ့ဗျာခွေးကရုံကြီးပေါ့ဗျာ ခွေးတို့လက်ခံပေးလို့ရတယ်ခွေးကတော့လက်ခံပေးလို့မရဘူးခွေးမာတာကရုံးရှိလား โอเคမဘယ်တော့မှငါညီဘူးသီးကိုခွေးနဲ့မနိုင်နဲ့ ဘာလို့တုံး ခွေးသိတ်ခါကြโอเคဒါအဲ့ဒါဆိုရင်ပြည့်တဲ့အညောင်းညာလည်းပြေးသွားပြီဆိုတော့ကျွန်တော်တို့အငိမ်ကန်းလေးမစခင်မှာမီးလေးခဏလေးချိန်ပါမယ်မီးလေးကျွန်တော်ခဏလေးနော်ခဏလေးပါမီးလေးချိန်ပြီးအငိမ်ကမ်းဟာလား ကျေးဇူးများတင် ရ ပါ လား တ မိ ယ် ချင်းလားဆင်ပြီလားရပြီလား ရပြီ โอเค ကျွန် နော် တော်မသိလို့မေးအောင်မယ် ဘာတော့ အမတို့အုပ်စုကစားစရာတွေရောအဝတ်စားတွေရောအငိမ့်လာကြည့်တယ်လားအိမ်ပေါ်အပြီးစင်းလားဩဝမ်းသာပါတယ်ဩအိမ်ကြီးရကြီးမရှိဘူးတော့ဝမ်းသာပါတယ် အမတို့မိုးလင်းထိကြည့်ဖို့အစီအစဉ်ရှိလားကျွန်တော်တို့ခဏနေပြန်မယ်လိစက်ကုန်းကြီးပဲထိုင်ကြည့်ကြပါဟုတ်တယ်မလားကဲရပြီလားအဆင်ပြေပါပြီလားနည်းနည်းလေး
အဲ့တော့ကျွန်တော်တို့အငိမ်ကန်းလေး ဟုတ် မင်းမတို့ခင် မင်းမြတ်တို့ခင် နော်မင်္ဂလာပါအငိမ်ကန်းကျွန်တော်တို့လူရှင်လူမတဲ့အောင်ပွဲညပါဗျ မမ လူတွေသေးမရှိပါဘူးဗျ ရှိပါဘူးဗျာ စားသူလိုက်ကျွေးလို့တောက်သူလိုက်ပေးပါတယ်ဗျ ဟုတ်ကဲ့ ဒါပါလေတဲ့ကျွန်တော်ဝေသန်နေရမင်းလက်ထပ်ပါခင်ဗျ ဟုတ်ကဲ့ ဘာမဲ့လားအပြုံးမပတ်နဲ့ကျွန်တော်ပေးကမ်းခြင်းလက်တစုံပိုက်ရှင်တွေဖြစ်ပါပြီဗျ ကြည့်ကြပါပြီ လူတန်းချင်းစီအောင်မြင်ပါသည်ဗျ မှန်ပါ ဒီနေ့ကအောင်ပွဲညာချမ်းပါဗျ ဟုတ်ကဲ့ ဒါကကျွန်တော်ရဲ့မိဘတွေကျွန်တော်ရွှေမျိုးတွေမိသားစုဆက်ဆံလေးနဲ့ကျွန်တော်အငိမ်ကန်းလေးပါဗျ ဟုတ်ကဲ့ဗျာ အဲ့တော့အငိမ်ကန်းကိုမျောလင့်ပါပြီ ညောင်းနေနေပြီ အဲကြောင့်မျောကြတဲ့မြင်မှတ်တဲ့နော်သားတွေသမီးတွေကနေပြီးတော့အနုပညာအင်အားနဲ့မြင်လာပါအငိမ်ရဲ့ခေါင်းဆောင်မင်းကျော်လေးမေမြနုတ်ခင်ရွှေအငိမ်ကန်းဆိုတာရွာသားစိတ်ပူစီတီဆက်ဒီလိုဖွင့် ရှားပါရသေးလားဗျာ ဒီတချင်းလေးကတော့ကျွန်တော်ရဲ့ဦးလေးဦးပေါ်ရှန်ရေးပေးထားတဲ့ဘိုးဆန်ဆန်လို့မြည်ရပါတယ်ဗျ တန်ရွေတလေးလေးမစီဝီဝါဝီလို့တဲ့ရွှေစံလန်းနေပြခန့် ညမင်းသမီးမဟုတ်ဘူးငါကကြည့်လို့တစ်တစ်ကနေလို့ ရွှေဆိုင်ဝိုင်းနေကတော့လက်ကပွင့်တော့ကူမူရာရွှေမင်းသမီးလာနဲ့သမီးလေးလာ မြမမလေးတယောက်ပါပြိတ္တရဲ့လက်ခုပ်တဲ့စဖွင့်ကြငင်ကလေး Hey 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 ဘောစံဒူရီနကလကိုတောင်းနေကျွေးလို့ကကြသည် နိုင်ကလမလေး နကလပါတီ တွဲလောကကြသည်နိုင်ကလေးပါတီ မြမဆန်ဆန်မြမဆန်ဆန်ညိတ်ပွဲကိုတောင်းနေအပိချီမြောက်သည်အညိတ်ပွဲပါတီ အားပေးချင်းရောက်သည်အငိမ့်ပွဲပါတီ ဘောစံဆန်ကမလေးကနကလပါတီ ဘိုးဆိုင်နိုင်ကလေး ဘောစံကမလေးကအ ငိမ့်ပွဲပါတီ ဘောစံကမလေးကနကလပါတီ မြမဆက်ဆက်ကောင်းမလေးကအငိမ့်ပွဲပါတီ Hey လာပြီ Hey မင်းမြတ်တို့ခင် သူတွေဘောစံသူတွေနကလကိုတောင်းနေကျွေးလို့ကကြသည်နကလပါတီ တွဲလောကကြသည်နိုင်ကလေးပါတီ မြန်မာဆန်ဆန်မြန်မာဆန်ဆန်အငိတ်ပွဲကိုတော်ပြီအပိချီမြောက်ပြီအငိတ်ပွဲပါတီ အားပေးချင်းရောက်သည်အငိမ့်ပွဲပါတီ ဘောစစကမလေးအနကပါတီ မြမဆက်ဆက်ကောင်းမလေးကအငိမ့်ပွဲပါတီ Hey ဘောစစကမလေးအငိတ်ပွဲပါတီမြန်မာဆန်ဆန်ကမလေးအငိတ်ပွဲပါတီ မင်းသမီးကိုကတဲ့နဲ့မရှိဘူး မင်းမြန်နုတ်ခင်လေး လာပါပြီဗျာ မြန်မာဆန်ဆန်မြန်မာဆိုင်နေကလေးချာမေ ကမေခင်ဗျ ဟောလေ မြန်မာဆန်ဆန်ဘောစစဆန်ဒုစလိုက်ရဲ့ပွဲစုရဲ့ ဒိုဆိုင်ဝိုင်းရဲ့ပွဲစုရဲ့ မြန်မာဆန်ဆန်မြန်မာဆိုင်နေ မြမဆိုင်နဲ့ ကလေးချာမေ ကကြမယ်ဗျာ မြန်မာဆန်ဆန်ဘောစစဆန်ဒုဆိုင်လိုက်ရဲ့ပွဲစုရဲ့ Hey ချစ်ရှောင်းနေနေ လိုက်တာဆန်ဆန် ဟုတ်တယ်ဗျာ ခက်ခါအော်လာမဝေးတဲ့ဆန်ဆန် ဒီလေ နိုင်ကလေးကိုပုံစံ ဒါနိုင်ကလည်းမဟုတ်ဘူး ဟုတ်ပါဘူး မြမလေးပါ လာချီစမ်းမကို မျက်နှာခင်တို့ကတော့ အငိမ့်ပွဲပါတီ Hey ဘိုးစံကြီးစံကြီးစံအငိမ့်ပွဲလေးကဒီမြမဟန်ပန် ဟုတ်ပါဗျာ ဘိုးစံကြီးစံကြီးစံတို့ဆိုင်ဝိုင်းလေးပွဲစုညံဘိုးစံကြီးစံကြီးစံအငိမ့်ပွဲလေးကမြမဟန်ပန်ဘိုးစံကြီးစံကြီးစံတို့ဆိုင်ဝိုင်းလေးပွဲစုညံ ချီရှိုးပင်ကိုစလိုက်တာဆဆ အဲ့လေ ခက်ခါအော်လာမဝေးတဲ့ဆဆ ဟုတ်ပါဗျာ နိုင်ကလေးလိုပုံစံကိုကောမြမကလေးကမြမလေး မြန်မာကကလည်းမြန်မာမလေး ချီစမ်းမကို
လာချီစမ်းမကို မျက်နှာခင်လို့ကတော့ အငိမ့်ဝဲပါတီ အငိတ်ပွဲပါတီပါခင်ဗျ ဟုတ်ပါဆို မြ ပြီး မ တော့ ဆိုင်ပညာရှင်အောင်ဝမ်းတူနဲ့သူ မင်းသမီးကျော်လေးမင်းမြန်နိုးခင်လေးလားခင်ဗျာ ဟုတ်ပါ ဟေးဟေး ကြိုးစားပြီလား မြမရဲ့ယူချင်းမှုလူပညာတွေကိုထိမ့်သိမ့်နေတာပေါ့ ဟုတ်ပါ ဟေး စလာကြီးလားမြစ်တာရဲ့ တေးပြီလို့ မင်းသမီးမဟုတ်ဘူးလား ဟေး ဘောက်ဖာချေနဲ့ဒုတိယရင်သက်မပြတ်စီရသူ့ခုမှာပါဗျာ ခဏပေါ့ဗျာဟေး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  ဒီဘူး လာ တဲ့ လာလာလာ ဝါလာ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  ဟေး ဟေး ဟေးဟေး အင်းလေ ဟုတ်ပါဗျာ မင်းမျက်နှာခင်လေ လက်ခုံးလေးတီးပြလိုက်ပါဦးဗျာဘုံတော့ဒါလေးကအမောပြေလေး ဟုတ်ကဲ့ ကောင်းတယ်ဗျာဖြောပြီးတင်ဆက်ဖြော ဘာဖြစ်လို့လဲ ရှောင်းရှောင်း ဘာဖြစ် အတော်ပဲ ဘာဖြစ်ပြန်ပြီလဲ တခုကူကြီးငါအိတ်ကောင်မလေးကိုသဘောကျလား ဟောခုမှစလိုက်လာတာယူ အေးမဟုတ်ဘူးအဖြေတောင်းတာမရဘူး မင်းရဲ့အဲ့ကောင်မလေးကသဘောကျလို့ သဘောကျလား တကယ်သဘောကျလားအဲ့ဒါကောပြောပြီ ဘူးဒီကနေကိုချစ်လို့တဲ့ငါသဘောကျတာငါသဘောကျတာအဲ့တော့ပရိသတ်ရှိမှာတခါတည်းရီးစားစကားပြောမယ်အဲ့တော့ရီးစားစကားပြောနိုင်သူလည်းငါ့ကိုညင်းမှာမဟုတ်ဘူး ဟောဖြစ်ပါမလား ဟုတ်မှလို့နော်ကိုစီးရှိရင်တော့ ဒီစက်မှာပရိသတ်ရှိမှာဆိုအာနာပါလာနေနဲ့ချစ်တယ်လို့ပြောလိုက်ဘယ်လိုပဲဖြစ်ဖြစ်ဒါဒီမှာ record တင်နေရှိတယ် record ယူထားတယ်ငါတို့ကအဆင်ပြေတယ် မလုံးနဲ့မင်းအရင်မှုတွေတော့မပြီးသေးဘူး ဒီစက်မှာငါတို့နည်းနည်းကူညီအဲ့တော့တခုဇလန်းလေးလည်းခင်းနေတာဇလန်းလေးလည်းခင်းနေတယ်ဆိုတော့ငါတို့ကမြန်မာလူမျိုးမြန်မာကားဟိုကွီနေထူးနိုင်လို့လေ အော်ဘာလို့ပြရမလဲ အဲ့တော့ဒီမှာကောင်မလေးသူကတေချာပေါက်ငါ့ကိုညင်းကိုညင်းမှာဒီမှာကောင်မလေး ယုံကြည်မှုရှိတယ်တော့မကူညီတော့ဘူးလေ မဟုတ်လေနည်းနည်းကူညီကွာပရိသတ်ရှိမှာနည်းနည်းလေးပေါ့ အေး ဒီမှာကောင်မလေး အေးကောင်မလေး တော့ပါရှင်တော့ဘာလို့ပြောလိုက်မယ်နင်းငါအရန်ချစ်တယ်ကျမရှင်ကိုမချစ်နိုင်ဘူးဆိုမင်းကတန်တန်တန် အဲ့ဒါဘာလို့လဲ ငါကွာဒါပင်လေး အော်ဒါပင်လိုက်ပြရမယ် ပြဆက်တဲ့ဘောပေါ့ငါမင်းသားကွာ အေး တန်တန်တန် ဟုတ်ဘလူးကမင်းသားတော့ ငါ ဒီလောက်မေးသိရှိတာဖြစ်သေး ဒီမင်းစီပဲလာပြောနစ်ပင်တက်တွန်းနေလို့လားအဲ့တော့ငါကမကောင်မလေးနင်းငါချစ်တယ်ကျမရှင်ကိုမချစ်နိုင်ဘူးဆိုတော့ဘာတန်တန်တန်ညဆွတ် ဟောဆွတ်ဆွတ်ကဘာတော့ ဒန်ဒန်ဒီလိုကွာဒန်ဒန်ဒန်ဆွတ်အိုက်တယ်ဟုတ်ပြီဟုတ်ပြီ နည်းနည်းအိုက်တယ်သဘောတရားလုပ်ကြည့်မယ်နော်ဒီမှာကောင်မလေးဘာလဲကျမငါနင်းရှိချစ်တယ်ကျမရှင်ကိုမချစ်နိုင်ဘူးဘာကျေပြလောက်လိုက်တော့လေဒန်ဒန်ဒန် ငါဘာလို့မလဲ ဟောဒန်ဒန်ဒန် ဟောအဲ့ဒါငါလို့မလား ဒီခိုင်းတာလေကွာ ဒီတစ်လုံးလေးကိုပဲ ဒီမှာကောင်မလေးနင်းမချစ်တယ်ကျမရှင်မချစ်နိုင်ဘူးဘာ လို့ရတော့မလား ဟော မပြောလေ ဘာဆိုရင်ဒန်လောက်တော့မှဒီကဒန်ဦးဒန်ခွဲရောင်းတဲ့ကောင်ဝဲမှာ အော်အဲ့ဆိုပြော စိတ်ကတိုးလာပြီ ဟုတ်ပြီ ဒီမှာကောင်မလေးနင်းမချစ်တယ်ကျမရှင်မချစ်နိုင်ဘူးဘာ ထန်ထန်ထန် ဆွတ် အဲ့ဆိုရင်တိုင်ဖောက်ညီသွားပြီ အေးဟုတ်ပြီ လိုက်ထဲမှာလည်းငါတို့နည်းနည်းမင်းသမီးဆန်သွားပြီငါတို့ကကွာဥပမာရုပ်ရှင်ုံမှာရုပ်ရှင်ကိုသွားမကြည့်ဘူးဒီမှာတခါလေ live ကြည့်တယ်တဘော ဟောလိုက်ချတယ်နော် မင်းတကယ်ပြောမှာ နော်ဒီမှာကောင်နင်းမချစ်ကျမရှင်မချစ်နိုင်ဘူးဘာဆိုတော့ဒန်ဒန်ဒန် ရပြီ ဆွတ် အေးနင်းတခုရှိသေးတယ်တခုရှိသေးတယ်ဟိုအကယ်၍မချစ်နိုင်ဘူးဆိုရင်ငါကလည်းတတ်သိမယ်နင်းကိုတတ်မယ်အဲ့တော့ငါအရင်မသိရင်နင်းကိုငါအရင်တတ်မှရမယ်ရော့ဆိုတာနဲ့တနက်ပြစ်ဖို့နင်းတော့မရဘူး ငါဟိုရွှေတုံသားတယောက်ခေါ်ဟိုရွှေတာဝရှိရဲ့ရွှေတုံသားရောက်နေပြီလားတစ်ချက်အေးကိုညီပေးပါ ပြောတော့ဘာလို့မလို့တော့ပင်မနေပြီအိပ်ပါသေး ဒီမှာကွာဒီမှာနင်းကချစ်တယ်တမရှိချင်ဘာဆိုငါတနက်ပြတ်ရော့ဆိုလို့သူကဟာ မပေါင်းမပေါင်း မမတော်ကိုပြန်မင်းနေခဲ့လိုက် တော်ပြီ ငါအတူပါငါတောင်းမှမအတူပါခလေးကစားစရာပါငါတော့လေဘာမှမလုပ်ပါဘူး အဲ့ဒါတလက်ပြောက်သွားလို့နဲ့နော် အတူပါကဲလူရှင်တော်မဟုတ်ခဏနေနော်အဲ့ဒါအတူဘာမှမဟုတ် ဟောတူလား အတူပါဗျာကိုကော်သေးလေးထည့်တဲ့ဟာပါဗျာဘာမှမဟုတ်ပါဘူးဗျာကျွန်တော်ဘာမှမဟုတ်ဘူးနော်အတူ
အဲ့လေပြောရသေးတယ် အေးဘိုင်ဘိုင် မင်းပြစ်လိုက်တာလား ကဲလူရှင်တော်မဟုတ်ရင်ထိုင်နေနော်ကိုမသားကိုနေအဲ့တော့တနက်နဲ့ငါပြည့်မယ်ရော့ဆိုတာနဲ့ဒုံ ဩဒီမှာကလေးကကြောက်ပြီးပထွေးကတ်နေပြီ မင်းကြီးတော့လေ စစ်ကြည့်လို့ရတယ်အတူနော်အတူအဲ့တော့ရော့ဆို တုံးဆိုတာဘာလို့ကမလဲ တနက်ပြည့်တယ်လူတာကွာအတူဖြစ်တော့တနက်ပြည့်တယ်မရှိဘူးအဲ့တော့ငါရွှေတုံသားခေါ်ထားတာဟောအဲ့တော့သူကနေပြီးတော့ပစ္စည်းနဲ့ဖောင်းဆိုပြီးဖောက်တော့မှပြိတ္တနဲ့ငါတို့နဲ့သူကလည်းလမ်းမှာပဲအေးဒီမရှင်ဖြစ်တယ်ဆိုတဲ့ပြေးပြီးလာတော့ပါ ကမလေးကမြို့တနာတော်မင်း အေးအဲ့လိုရုပ်ရှင်ဆန်ဆန်ကွာဟေးရွှေတုံသားရွှေတုံသားဒီလိုက်ရောက်နေလိုက် ဘသူခေါ်ရလဲ ချူတင်သားကိုခေါ်ထားတာ तू ကကုညီမယ်တဲ့ငါတခါတည်းကြိုပြီးစိတ်ရတက်ပြီးတော့ငါလှုပ်ထားတာအဲ့တော့ရဟာစေမမင်းနဲ့တော့ပြန်လို့ဒီကောင်မလေးမြို့ငါချစ်တယ်ကျမရှိမချစ်နိုင်ဘာ စွတ်တန်တန်တန် နှလုံးနဲ့ရှိတယ်နှလုံးပြောင်းပြန်ဖြစ် သူတော့နောက်ကျနေလေ မင်းအစောကြီးလုံနေအောင် တန်းတန်းနဲ့ပြီးမှဆွတ်ရမှာငါအစောကြီးမဆွတ်ခိုင်းနဲ့ ကမ်းပါမင်း ရပြီနော်ဒီကောင်မလေးမြို့ငါချစ်တယ်ကျမရှိမချစ်နိုင်ဘူးဘာ တန်တန်တန်စွတ် အဲ့လိုဖြစ်နေရ အော်မရှိလိုက်တာကွာ ဟေးဟိုခေါ်လိုက်စမ်းကွာဒီမှာ တနက်က ဟေးဒါဆိုတိပါပြီအတူမှန်တိတာပြီစပလင်းလုံးထလာတယ်တက်လာ ကြောင်မြင် တိပါတယ်ငါလည်းတနက်ကင်တော့လက်တုံတာပေါ့ဟာ လို့မင်းကမလေးခေါ် ကမလေးရင် ခေါ် ခေါ်ညနုခေမင်းညနုခေညနုခေ ဟောလေကြာလာပြီတော့ငါတို့ကအေးဘိုက်စားလိုက်ဟိုကလူစားတော့မှတော့ငါ အာမင်းညနုခေမင်းညနုခေရတာအဖေဟာ အဖေကဥပလင်းစိန် အော်စိန်မျိုးစိန်တွေပဲဟိုအကိုလည်းစိန်မျိုးစိန်တွေပါပဲ ဟုတ်လားဘာစိန် ဟိုလေဟိုရင်တော့လေအုံမြင့်စိန်အုံလက်စိန်တွေသိလား အော်သိတယ်လေ အေးသူတို့ရဲ့အမျိုးပဲလေ ဟုတ်လားဘာတူလဲ အုံတစ်ပြက်စီလေးကိုပါ အတိတ်မဲ့လို့ ဟိုလေဟိုဒီလိုညနုခေရ ဟုတ် ဟိုပြိတ္တကလည်းဒီနေ့ကပွဲရလဲကကြတာပျော်ပျော်ရွှင်ရွှင်ပဲ ဟုတ်တယ်ပြောကြရည် ဟိုကအဲ့ဒါနဲ့ပတ်သက်ပြီးတော့အလူကလည်းချိတ်ချိတ်တဲ့လူလားပတ်စံနေလဲကျဲလာမှာတဘုံကြီး ပြောကြရည်နော် အဲ့တော့နင့်ငါချစ်တယ် အေးမဟုတ်ဘာဖြစ်ကြအောင်လဲတို့က မန်ယူနိုင်တာမဟုတ်ဘူးနော်မန်ယူနိုင်တာမဟုတ်ဘူးဒီလားခဏလေးနေနော် ဘာပြောလိုက်တယ် ညာမင်း ကြားလိုက်ဘူးလေ မင်းတို့ကမင်းသမီးလားတန်းစီလားကွာလန့်တော့လန့်တယ်ဘာပြောလိုက်သေးလဲဟိုပါဟိုပါလေအလူကလည်းချိတ်ချိတ်တဲ့လူလားလေဟိုကပတ်စံနေရလဲကျဲတယ်ပွဲရလဲတောက်လျှောက်မနေ့ကဆိုရင်မိုးတောက်လို့ပါပါသွားတယ် အဲ့လေ အနင့်ငါချစ်တယ်လို့ ဟုတ်လားသူပြောဟုတ်လားသူပြောဟုတ်လား ဟုတ်တယ်လို့တော့ရှိတယ် ဩမတိဘဲနဲ့စွတ်ဟုတ်နေတာပဲဘာဆိုင်လို့တော့ အဲ့ မ လေ တိဘဲနဲ့ရှောက်ပြောနေမပြောနဲ့ I love you I love you baby I love you ဘာသာနဲ့ပြောอ่ะ ဟို I love you ယူလိုက် I လိုက်ပေါ့ မတက်မပြောပါနဲ့သူကပြောပါလိမ့်မယ် I love you နင်းငါချစ်တယ် ဘူးဒူဘူးဘာ ငါအခုမှစဉ်းစားမိရဲ့ကျန် तू ကရေးစကားပြောနေရလားနေကနင့်လိုကောင်ကငါယုံငါရေးငါအနေထားငါစတန်နဲ့ ဟဲ့မင်းသမီးခေါ်ပါလားအယူမကြီးဖြစ်နေနော် နေမဲကြိုက်တာနေမဲကြိုက် တ တာ န်ဟမ် နေမဲကြိုက်တာလေပြောလေ အယူမကြီးများလားဟမ် မဟုတ်ဘူး အာတည်းအိုက်တင်ကောင်းတယ်ဟိုရွှေထူးနဲ့ရှင်မရဒီလိုကွာဆက်နင်းငါအရင်ချစ်တယ်ကွာဟိုရွှေထူးစကားလို့ပြောရရင်ကို့မှာတခုပိုင်ဆိုင်ထားတာဆိုလို့ဘာကြပဲရှိတယ်ကိုဘာကြမှုတ်တတ်တယ်မှုတ်ပြမလား ဒါလေးအဲ့လိုမောတာမဟုတ်ဟုတ်တယ်ဆိုတာကိုကြီးရှိလားသင်ပေးမယ် အစင်းနေနော်တယူတရချွေထဲမှာလေရွှေထူးစကားလေကိုလုတ်တတ်တာဆိုလို့ဘာကြပဲမှုတ်တတ်တယ်ကွာ ဘိုးပြောမနေပါနဲ့ အဲ့တော့နင်းငါအရင်ချစ်တယ် စဉ်းစားပေးမယ်လीနော် မဟုတ်လေတခါတည်းပြိတ္တကလည်းအဖြေလေးပြီးလိုက်ပါလားတခါတည်းလေဟိုတခါတည်းတရဝင်ဖြစ်သွားတော့ဟိုပွဲပြီးသွားလို့ရှိရင်ရှင့်နေတခါတည်းခေါ်ပြီးတော့တို့တွေမင်္ဂလာဆောင်လို့ရပြီလေလက်မှတ်တွေပါထိုးလို့ရပြီအဲ့နော်ပိတ်သိက်ဆရာလည်းလုံးလေးအများကြီးပါကိုအောင်ချစ်သူရှိတာပဲဥမိုတိတို့ခေါ်ပြီးတော့တခါတည်းပိတ်သိက်လိုက်မယ်လေ အဲ့လောက်ဒီ
အရှင်ရောက်သွားပါပေါ့ချက်ချင်း ပြီးသွားရင်ဒီနေ့ယူမယ်ဒီနေ့ရှင်းနေငားမယ်ဒီနေ့ယူမယ်မနေ့ကကြိုင်ကလေး3ယောက်မွေးမယ် မဟုတ်လေ ဟမ် သွားရတော့မရဘူးလေ ချက်ချင်းမရဘူးလား မရဘူးလေ အဲဆိုလို့ရှိရင်တနေ့ကို1ယောက်မွေးမယ် တနေ့တယောက်လည်းမရဘူးလေ မရဘူးလား မရဘူးလေ တစ်လောက်1ယောက် ဩအဲ့လည်းမရဘူးလေ နင်ရတဲ့အချိန်မွေးမယ်ဟာနော်ဒီတယောက်မွေးမယ်မွေးပြီးသွားလို့ရှိရင် ကိုခဏလေးကျွန်တော်တို့အချိန်မြတ်ပြန်ရင်လို့ခဏ မဟုတ်လေ ဩအဲ့ဒါကြံသေးတယ် သူကငါမငင်းသေးဘူးလေငင်းမှငါဘာလုပ်နေရအောင် ငင်းလိုက်ပါလားဟေးကြာလိုက်တာ အဲ့တော့လေဟိုအဲ့တော့ချစ်တယ်လို့ ဘာ မနင်ဘာလို့မရဘူးလေ နင်ငါ့ဘာလို့အခုမှချစ်တယ်ဆိုတဲ့စကားလာပြောနေရတာလေ ဟောမြတ်စွာဘုရား तू များငါကြိုက်နေလားမသိဘူး ငါတို့အရင်ကတည်းကချစ်နေခဲ့တာလေ ဟဲ့မြတ်စွာဘုရားဟာလွယ်ကုန်ပြီ နင်ကအခုမှငါ့ကိုလာပြောတော့ငါဘယ်လိုမျက်နှာရင်းနဲ့နင်ကိုကြည့်ရမှာလဲ တော့ပါနဲ့ငါဖေမေတို့နဲ့တိုင်မင်မရစေသူကယောက်ျားလေးဆိုတော့လေတင်ကောင်းတင်ထားနိုင်မှာတို့ကအဆင်ပြေမှာတင်ဟာလွယ်နေပြီဟာ မားနေတယ်မားနေတယ် မဟုတ်လေနင်ကညင်းမှရမှာလေနင်ကညင်းမှငါဒီကနေဘာဆိုမှဟိုကောင်နဲ့ဒန်း ခဏလေးမင်းတို့အဲ့လောက်မှဆင်ပြေငါတို့ပြန်တော့မယ် မဟုတ်မဟုတ်ဘယ်ပါနဲ့ အဆင်ပြေနေပြီလေ လိုက်ကြီးရလဲရှိထားပြီလေအဲ့ဒါမှဘာဒန်းဆော ငင်းချင်ဘူးငင်းချင်ဘူးငင်းချင်ဘူး ညင်းလိုက်ပါ ငင်းချင်ဘူး ညင်းလိုက်ပါ ငေါတော့ ဟေးငါတို့နေဒီမှာခြံထောင်ပေးပါတော့ကွာမင်း မင်းတို့ကဇက်လန်းညင်းပါလားမညင်းကြဘူးလားငါတို့ကဘယ်ချိန်စွတ်ရမှာ အေးစစ် စွတ်ချင်သေးတယ်လေ तू ဘာအောင်ရောက်ပြီ ဘာလိုက်သမ်းမှာ तू ညင်းမှငါဘာဖြစ်မယ် ပြန်ပြော ဟောပြင်ပြောဒီမှာကောင်းလေး ဘာတော့ ချက်ချင်းမာဆိုလေမာတာနင်ငါရမ်းချစ်တယ် ဘာ ခလေးမင်းမဘာပါနဲ့ကွာ ဘာသူ့ဘာနော်နစ်ဘာမဟုတ်ဘူးသူ့ဘာ တူပါလား အေးသူ့ဘာနော် နင်မရှင်းမနဲ့နင်တို့ကတီဝိုင်းအဖွဲဒီထဲမှာမပါဘူးကင်မရာငါတို့နှစ်ယောက်ကို focus ယူရတာ ငါသိတယ်ဒါပေမဲ့ဘာနော်နစ်ဘာမဟုတ်ဘူးသူ့ဘာနော်သူ့ဘာရတာကြီး အဓိကငါဘာဆိုတာနဲ့ကြားနေတီး โอเคရပြီရပြီ ဘာဆိုတာနဲ့တီး ပြန်ပြော ဒီမှာကောင်းမလေး ဘာတော့ နင်ငါအရန်ချစ်တယ် ဘာ ဒီကျူအဲ sorry နစ်ပါ okay sorry မှားတော့ ယောဒီဆိုအစင်မပြေဘူးနော်နောက်ဆုံးနဲ့လဲရင်ကောင်းလား ဟိယော မေ့သားလို့ ဒါအယုံမဟုတ်ဘူးလေ ဟုတ်လားမဟုတ်လားဒီမှာကောင်းမလေး ဘာတော့ ပရိသတ်ရှိမှလေနင်ငါပြောပါတယ်ဟာ ဘာပြောမှာ ငါနင်အရန်ချစ်တယ် ဘာ ပြီး မဘာတူလားဆွ အော်မတီးနဲ့ သူကဓမ္မထဲမှာနေတာ ငါဘာမှတီးငါဘာမှတီးသူ တူအိပ်ပါနေတာဗောဟော မေ့နေတာ ဘန် တနေ့မှတပွဲလောက်ပဲကားဆိုမေ့နေ ဘယ်တော့တီးရမှာလဲဘန် okay ပြန်ပြော မင်းတို့ဒါတီးရမဆိုတီးဝိုင်းငါဆိုင်ငါတို့မစားရတော့ငတ်လောက်တယ် ကိုပြော ငါရှိခိုးပါလေနင်မဘာပါနဲ့ငါဘာမရသေး မေ့ပါ မပြောင်းနဲ့ မပြောင်း ဒီမှာဘာဟာဟုတ်ပါဘူး ပြောကောင်းမလေး ဒီမှာကောင်းမလေး ဘာတော့ ဒီကိုဟာဘာဖြစ်တာမကျွန်တော်မတောင်းနဲ့တော့ရီးတာလောင်လို့ဖြစ်နေနော်ကျွန်တော်မင်းသားနော်ဒီမှာကောင်းမလေး ဘာတော့ ဟာဟာဟာ လောင်းနေရလား ဒီနှစ်ယောက်ထဲတော့မပြီးပါဘူးနောက်ကထဟောသေး ဟိုဒီဝိုင်းဖွဲ့ပတ်စံပို့ပေးမယ်ခဏလေးစောင့်ပြီနော်ကျွန်တော်ဘာကျင်လို့နော် ပွဲကူရမှာမလို့ ဟုတ်ကဲ့ခဏလေးမှာကျွန်တော်ဘာပါမယ်ဒီမှာကောင်းမလေး ဘာတော့ ပရိသတ်ရှိမှတင်တခါတည်းနင်ကပြောတယ်နင်အရန်ချစ် နင်းတော့ကောင်းမြောင်ငါ့ကိုချစ်တယ်ပေါ့လေငါနင်းကိုလုံးဝမချစ်နိုင်ဘူး ဘာဖြစ်လို့လဲ မှားပါလို့လား မောင်းလေ ရိုက်တယ် ဟမ် ဟောပါရိုက်တယ် အော်မင်းကမကြိုက်တဲ့ဟာကို အဲ့လေ ကြိုက်မှာပေါ့ မကြိုက်ဘူးလေမကြိုက်နဲ့ဆို तू ပဲညင်း ဟို ဆို तू ကအဲ့လိုရိုက်လိုက်တော့ငါဖေချင်းသွားပါမှာ စိုက်လိုက်သေးလား အဲ့လေ तू ညင်းဆို ဘလို့ရိုက်လိုက်တာ ဘာ ဟုတ်တာပဲမမြင်လိုက်လို့စိတ်ဆူရမှာပေါ့နော်မဟုတ်ဘူးလေ မမြင်ရဘူးလား မမြင်လိုက်လို့ မမြင်လိုက်လို့ ဒီအလဲလာကြည့်လိုက် ဟော ငါကြီးသားကပြောတယ်မချစ်လို့အဲ့လိုရိုက်တယ် ဟုတ်လား ဟုတ်ပြီနော် ဟုတ် အဲ့လိုရိုက်တယ်တိပြီနော် တီးတီးပြီ ထမကြည့်နဲ့တော့နော် ဟုတ်ဟုတ် ထပ်ပြောရင်ထက်ရိုက်ခံအောင်မလို့ဒီမှာ
ပွဲကင်းနေမှာတစ်ခါလေးပြောတယ်နင့်ငါအရင်ချစ်တယ် ဘာ ဘူးဟမ် အော်အေးတော်ငါမေးနေရ ဟဲ့ဒီမင်းသမီးမူးမြမူးနေလားမသိဘူးနော် မင်းတို့ ဘယ်နဲ့ခွက်တောက်ထားလဲမသိဘူးနော် မင်းတို့တယောက်တည်းလဲပြောင်းပြန်ပြောကြပါလားနေရှိသားစကားသူပြောလိုက်လေ ဒါတော့အမထိုင်ခဏထိုင်ဒါ လုတ်ပြလိုက်စမ်းပါ ဘာဆိုနေညဒန်ဒန်ဒန်ဆွတ်ဒီမှာကမလေး ရှင် နင့်ငါရမ်းချစ်တယ် ရှားတယ်တလား အဲ့ဆိုကျွန်မမချစ်နိုင်ဘူး ဘာ အေးစီးပဲတော့ဘာမှဖြစ်ဘူးတလားကိုယ်တင်ပေးမယ်ငါသိပြီးမှာပေါ့ဘာမှစိတ်ပူနေတော့ ဟိုနားမှာဟိုတယ်ရှိတယ်ဟဲ့လားတခါလဲခေါ်သွားပါလား သွားမယ် တိပြီးတော့ကဲ ကလေးလမ်းမှာ အမတိပြီလား အတီးအဲ့လိုလားအော်တီး မခံစားနိုင်ဘူးဖြစ်နေ မသားမနေဖြစ်နေလို့သူဘာနဲ့ငါဘာမနဲ့လို့ပြောနေတာ ဟောမခံစားနိုင်ဘူး ခဏခဏဘာလာမင်းစီအောင်ရှေးလာပြီ အဲ့တော့ပြီး ရပြောမ ဒီမှာကမလေးမပါနဲ့နော်နင့်ငါရမ်းချစ်တယ် ငါနဲ့လုံးမချစ်နိုင်မချစ် ဟုတ်ခဏလေးဟိုလေးတခုတော့ပြောမယ်နော်ဟိုမချစ်နိုင်ဘူးဆိုတက်ရရင်ရက်လိုက်ပါလားအဲ့လိုရွယ်တာလေကျွန်တော်ရမ်းကြောင်နေလို့ပါတိလားကျွန်တော်တိုင်ငယ်စိတ်လေးဖြစ်နေလို့ပါနော် လှုပ်လိုက်စမ်းပါလှုပ်ချလိုက်စမ်းပါ မင်းနာတော့ရုပ်ပြန်နေပြီတိလား လှုပ်လိုက်စမ်းပါ တခါဇက်ခနဲ့ရိုက်လိုက်ဘာဆိုတဲ့ပုံစံမျိုးနဲ့လေအဲ့လိုလုပ်ရတော့ဒါနည်းနည်းကြောက်တယ်လို့ပါဒီမှာကမလေး ကဲပြောမယ် နင့်ငါရမ်းချစ်တယ် ငါနဲ့လုံးမချစ်နိုင်ဘူး ဒါပဲ ဘာ ဘမ်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  မသူကြယူဖို့ ဘမ်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 ပဒါဘာ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 ဘမ်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 ဘာ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 ဟုတ်ဘာဘာဘာ ဘာတော့ တန်တန်တန် ဒါလားတိရှူနေမှာတော့ ကဲလွှမ်းပိုင်အောင်မှတ်ထားကွာတန်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 ငါတို့ကမပြန်ဘူးမင်းတို့မာလာငါတက်ရိုက်ခဲ့အောင်သူများရိုက်ခဲ့အောင်ဒီရုပ်ကအရမ်းရှိတယ်နော်ဒီမှာကမလေး ပါတော့ အဲ့ဘာလုပ်နေလဲ ဟုတ်ပါဘူးပိကမယ်ဟာလေ့ကျင့်တခါ ဒီဘက်လားဟိုကလေဒီဘက်ကသွားနေနေကြိုက်နေလို့တိလားဒီဘက်လေးပြောင်းပြန်ပြီနော်သွားကြိုက်တော့တိလား တခါကျွတ်သွား ဒီဘက်ကမလေး ပါတော့ နင့်ငါချစ်တယ် ငါနဲ့လုံးမချစ်နိုင်ဘူး ဘာ တန်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  မောင်ပြင်းကျန်ရှောက်ပြင်းရဲ့နင့်နဲ့ငါတန်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  啊！把这个性价比美，有魅力要上位美，上位美。 တန်တန်တန် တန်တန်တန် 把老么来么弄的，是那点开的，单单那是。 ဒီကောင်မေးမှာဆိုလို့တန်တန်တန်မှတ်ထားလို့ဒါပြောလိုက်တာတမ်းမာတာနော်ဦးလေးနော်တန်တန်တန်ဟိုလမ်းပိုင်ကိုမေးလိုက်တော့တန်တန်တန်အမိုင်လေးဗျာဟိုမှာဗျာဟိုကောင်မလေးနဲ့ကောင်မလေးမချစ်ဘူးဆိုလို့အမိုင်လေးတည်ရတာအလွန်စီကန်း အေး အလွန်စီ အေးရရအေးလေ ရပြီနော်အဲဒီဘက်ပြန်လာဟိုဒီဘက်ကခဏခဏရိုက်တော့ထုံသွားပြီလေထုံတော့ဒီဘက်ပဲကောင်းပါလေဒီလားဒီဘက်ကောင်မလေး ပါတော့ နင့်ငါရမ်းချစ်တယ် ဘာငါနဲ့မချစ်နိုင်ဘူး မတော်မြင်မှုလားမြန်မာကားမှာပူ 三种模 မ 式。 မာကားနော်ကလာကားမဟုတ်ဘူးတိလားကလာကားမဟုတ်ဘူးနော်ငါလည်းအဲ့ဒါပါရိုက်ပြီးထားကားမှာမဟုတ်ဘူးတိလား အဲ့လိုဟိုစိတ်ဆိုးနေတာလားမိသားစုရေမဟုတ်လား မိသားစု ဟာစိတ်ဆိုးနေမိသားစုချင်းချင်း ဟိုဖြစ်နောက်တစ်ခေါက်ကြာအဲ့အုံလီကနဲ့ခါခေါင်းထုံပါလား 对，就比美丽。 ဘူးဒီ ရောရော ဘူးဒီ ရ အမိုင် အော် ဒီဘက်ကောင်မလေး ဘာတော့ ပြိသက်ရှိမှာလေတခါတည်းငါပြောတယ်ဟာ ပြော ငါနင့်ကိုအရန်ချစ်တယ် ငါနဲ့လုံးဝမချစ်နိုင်ဘူး တတူနန်တန် မညွန့်နေညွန့်တော့ တန် ငါညင်မဝါညင်ရှိမှမြင်ညုံမှာဖျားပွဲနေမှာအမြဲလိုက်တောင်းနေရစကားလေးကကောင်းလိုက်တာ ငူတော့ငူချင် မင်းနာတတော်သားမ အမိုင်လေးဒီဆို လက်ထောင်တန်သုံးလုံးပဲရှိတယ်ဟဲ့တန်အမိုင်ဆိုတာကွာဖြည်းဖြည်းလေးနဲ့တီးခိုင်းတာ အေးဖေးလေးဒီပြ ကျကျွန်တော်တင်ပြလိုက်မယ်ဒန်ဒန်ဒန် တ
တင်ပေးလိုက်စမ်းပါ တန်တန်တန် ပါရီလေတော်တော်နာနေမနေ့ကျရင်ဒီကောင်းခွေးကောင်းနဲ့လဲမရတော့ဘူးဒီမှာကောင်းမလေး ပါတော့ ညညညညအဲ့လိုပဲကျွန်တော်ကောင်မလေးကြီးစားစကားပြောရဲအဲ့လိုစိတ်ရုပ်တွေပါလာကြည့်တယ်ဒီမှာကောင်မလေး ပါတော့ နင့်ကအရန်ချစ်တယ် ငါနဲ့တော့လုံးဝမချစ်နိုင်ဘူး ပါဆွတ်တန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 ်ဆွတ် ဘာလို့ငေါ့ရိုက်တာလဲ တန်တန်တန်ကရှိရဆက်ကနောက်က အဲ့တော့ပြောပါလေ ။အော်မင်းမဲ့ဌာနနဲ့လုံးမယ်ဆိုပြီးတော့ ဟာစတဲ့ကိုဒါနပေးထားပါဦး ။အော်မင်းမဲ့ဌာနနဲ့လုံး ဒီလိုလာလာလေ မဟုတ်ဒီလိုလားလို့မှားလား အေး ဟုတ်အဲဆိုမှန်ပြီနော်ဒီဘက်ကလာမနော်ပြီးတော့မှဒီဘက်ကဆွတ်နော်ဟုတ်ဟုတ် ။တန်ငါနာမတူနဲ့တော့ စတယ်ဟောတူပါလား ။တန်မွေးတော့ နေဦးအဲ့နာနေဦး ဒီဝိုင်းဖွဲ့အစဉ်ပြေးလိုက် နော်ပြိုးတာအဲ့နာနေပါ ဟိုခဏလေးငါခလေးထိန်လာအောင်မ ဟုတ် မငိုနဲ့နော်တောင်းမနဲ့နော်မင်းသားဒီတခန်းလေးရိုက်ရတာတိလားပါတယ်လေတော်တော်စုပ်ပြတ်တက်နေပြီနော်ခဏလေးနော်ဆွတ်လေးတစ်လုံးမနော်ကိုနော် ဆွတ်နော်အေး နေအရင်နော်နေအရင်နော် ငါအရင်ပဲသွားမှာလေ မဟုတ်တန်တန်တန် ။အော်အေးဌာနနဲ့ တန်တန်ငါမိုးလင်းလောင်းဒီကွာဒီဘက်ကောင်မလေး ပါ မင်း တော့ နေကငါမထိုင်ဘူးခိုင်း န တာ င်းနေငါမထိုက် သူကျွန်တော်ပြူပြနေ left scene left scene မင်းသား left scene ခွေးကရုံ ။အကရုံး ပါဇက်ပိတ်တာငင်းငင်းလေးခွေးကရုံ ခွေးမှာကတုံးရဲ့လို့ရှိလား ငါမောနေပြီနော်ငါမောနေပြီနော် ။အေးပါ ငါနဲ့တော့လုံးဝမချစ်နိုင်ဘူး ကျမလည်းရှင်းအောင်ချစ်ပါဘူး မချစ်ရပြောကြာနေပါ ဒီမင်းသမီးကမူးနေလားမသိဘူးနော် မူအောင်တိုက်ကားပွဲမှတ်နေ ပြိသက်ရှင်မှာပြောတယ် ပြော အောင်ကောင်းလည်း live လွှင့်နေတယ် ဆက် live လွှင့်တဲ့အချိန်မှာလည်းတခါလည်းတက်ရုံဝင်ပြောတယ် ပြော ငါနေအောင်ရမ်းချစ်တယ် ငါနဲ့တော့လုံးဝမချစ်နိုင်ဘူး ဘာ ။တန်တန်တန် ဆွတ် သူစကားပြောတာကျွန်တော်စိတ်မပူဘူးခမရတို့ပြီးလို့ရင်ပထဲအလုံးကြာသွားတာ တာပဲတာပဲ ။ဖောတန်တန်တန်ဆွတ်ဖောတန်တန်တန်ဆွတ် ရတယ်မင်းကောင်မချစ်ဘူးပေါ့မင်းမချစ်တဲ့လောကငါဘဝအတိတ်ပဲမဲ့ဥပိ္ပခါတွေတိတ်များနောက်တစ်ခါဆုံးရှုံးစရာ ဘာမှမရှိပါငါတယောက်တည်းထားခဲ့ပါ ဆရာကြီးဆရာကြီးတချင်းဆိုပါဆရာကြီးရဲ့ ဒီစိုးနေတယ်ဟာ ကြီးသားစကားပြောနေတော့ဘာကြီးဆိုနေမသိ ဘာအိမ်လောက်တယ်တော့ အေးငါအဆိုတော့ဟိုအမောင်စလင်းအောင်ရောက်သွားတာ ဘယ်အောင်မောင်စလင်း အနိုလီမန်အနိုလီမန်နေ ဟော anonymous လား sorry ငါစေးနေမှာပါ ဘိုင်ဘိုင် မင်းကောင်မချစ်ဘူးလား ချစ်ဘူး ဘောတန်တန်တန်ဆွတ် မင်းကောင်မချစ်ဘူး ချစ်ဘူး ကြားမင်းမချစ်တဲ့လောကမှာလည်းငါမနေဘူးရတယ်ငါမနေတယ်လို့မင်းလည်းမနေရဘူးအဲ့တော့ဟမ်ရတယ်ငါရင်တော့မတည်နိုင်ဘူးငါမင်းစိတ်မချဘူးကိုင်းငါရင်တက် ကိုကြီးကိုကြီး ပြီးမှ လက်လုံးမယ်နော်မလုံးနဲ့ကျွန်တော်သွေးမကြည့်ရဘူးကျွန်တော်လည်းမလုံးရဘူးကျွန်တော် ကိုယ်ကြောက်တယ် အတူကြီးတော့ဟိုမှာအတူကြီးတော့ငါပြောတယ် ဟလာအတူ အတူကြီးမမတော့အတူကြီး ဒီဆိုပြ ခေကြောက်တယ်ကိုယ်ရဲ့ခေကိုသူအတင်းရဲ့ပြစ်မှာတဲ့ခေနလုံးတော့အမတူခိုင်းနိုင်ကိုယ်ရဲ့ ဟိုပါလေနင်တို့နှစ်ယောက်ပဲမင်းသားမင်းသမီးရိုက်လိုက်ပါလားငါဒဏ္ဍန်ပြန်ဝင်ပေးမယ်လေ ကိုတနာလို့မင်းသမီးကိုတနာ ဘေးဘေငါမင်းသမီးမင်းလည်းဘဟိုဘအညာတော်လွယ်လားအဲ့ဒါခွေးကလေးကြိုက်တတ်တယ် ညိုင်ညိုင်နေ ဟုတ်ကဲ့ကောင်းမှန်ပါလေငါဟာထိုင် ထိုင်အောင်ပါ ပါ ဘက်ကတိပူအားဆိုရင်လည်းပြောလေဘိုက်ကကန့်လိုက်ဝင်လာတယ်ဟာ မင်းဘာချမှတ်နေလားလို့ ငါကြိုက်အတိုင်း ဒန်ဒန်ဒန် တန်လို့ပါသိရင်မပြောဘူးဆိုလို့ဘက်ကကန့်လိုက်ဝင်လာတယ်တိုက်ထားတဲ့မှာလည်းမပါဘူး နင်ငါရမ်းချစ်တယ် ငါနဲ့တော့မချစ်နိုင်ဘူး ဘာ
ပါပါ တန်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  ကျွန်တော်လုပ်ပေးမယ် မလောက်ကြပါမလောက်ကြပါခလေးတနာပါတယ် အဲ့မိုက်ကအကိုမထိုးဘူးနင်းလက်တွေနားတယ်ကျွန်တော်လုပ်ပေးမယ်သား ငါလည်းကျွန်တော်ဘာလို့မနေရလဲလို့ ဘော အော် ကဲကျွန်တော်လုပ်တိုင်းဒီမိုင်လေးကိုယူ အေးမင်းတားလို့မတိုင်းငါလွတ်ပြမှာ ဒါပါ ဖန်နေပေးမယ်ဒီမှာကောင်းပါလေ ဘာတော့ နေငါရဲ့ချစ်တယ် ငါတို့လုံးမချစ်နိုင်ဘူး ဘာ ပန်းပန်းပန်းဆွာ ကဲဆောင်းမင်းတော့ဗမာအိုင်ရင်သွားခံမယ်ပြော ငါညီရွာကြီး အဲ့ကြောင့်မင်းဆွတ်လို့မရပြန်ဘူးနော် တတ်စမ်းဖို့ ဒီအဲ့ဒါကျွန်တော်လည်းသူငါ့ကိုညင်းလို့မရဘူးနော် ဟာဒါနန်လေး ကျွန်တော်သိလိုက်ပြီ ဟာ ဒီမှာကောင်းပါလေ ဘာတော့ နေငါရဲ့ချစ်တယ် ငါတို့လုံးမချစ်နိုင်ဘူး ဘာ တန်တန်တန်ဆွာဒါပဲလေဒါပဲလေ ဒါပဲ ဆက်ပြော ဒါပဲ ဟိုင်းတဲ့ရှင်မပြောတာ အေး နေငါရဲ့ချစ်တယ် ငါတို့လုံးမချစ်နိုင်ဘူး ဘာ တန်တန်တန်ဆွာ အေးက မနေ့ကျရင်အတူပါလိုက်ဖို့ မင်းမချစ်တဲ့လောကမှာငါမနေဘူးငါမနေတယ်ဟိုငါကြီးသားစကားပြောတာမသိဘူးနော်ငါချင်းချင်းဆိုလို့ဖြစ်နေတယ် ဖတ်ကုန်မယ်နော် အခုကျွန်တော်တခုတော့လုပ်ပြီးတော့ဟယ်လိုရပြီ အမတို့လည်းမရှင်တဲ့ခဏလေးနဲ့မင်းလည်းတော့မောနေပြီဒီမှာကောင်းပါလေ ဟာလေ ဟေးမ ပြော ဟေးမဟေးမရှိရ အနုရလို့ အ ပြော ရင်ရှိပါရော အာမလေးအကုန်လိုက်ကုန်တော့မယ်အဲ့ကုန်တော့မယ် ဟိုအကျိုးစီတွေပါလေတွေးမလားပြင်မနေလားမောနေပြီလားခဏလေးနော်နည်းနည်းတောက်ခံတာတိလားဟိုမမဖယ်သွားမလို့လေကျွန်တော်ဖာအောင်မယ် သေးပေါက်သေးတောက် စေးတောက်ပါဟဲပြင်မမာတယ်ဗျာခလေးတယောက်ပေါင်မတင်လာလဲအောက်ကကျွင်းတူးပြီးတော့ပေါက်တော့ဆိုတော့လေဘာဖြစ်လဲပြောလိုက်ပေါ့အိတ်ကလေးဆိုကိုပေါက်ချလို့ရနေတဲ့ဟာ ပြောလို့ ဒီမှာကောင်းပါလေ အဲ့ရလား ဘာတော့ ဟိုနောက်ကလည်းနည်းနည်းလေးတန်းနည်းနည်းလေးပို့နော်ဒီမှာကောင်းပါလေ ဘာတော့ ပြိသက်ရှင်မှာတခါလေးပြောတယ် ဘာပြောမှာ ဒီအလူပွဲမှာတဲ့တိုင်တေထားတန်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 း တန်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  တန်း တန်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 တီ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 တန်တတတတူတက်တတတပိုတက်တဲတီတီတူတီတန် ဆရာကြီး ဟေး မိုက်ကင်ပြီးဓာတ်လိုက်နေတာလား မဟုတ်ဘူးလေမင်းနောက်ကနေပို့ပြီးဆိုလို့ငါပို့ပြီး နောက်ကဆိုတာဟို KB လေးပါသေးတယ်လေ ဟုတ်လား တန်းဒါပဲမှတ်ဟိုခဏလေးပြပြန်ခေါ်မယ်ဒီနေ့ရောက်နေအရင်ညှိလိုက်မယ်နော် မြင်လို့ သူကြောင့်ရွှေတုံသားရောက်ပြီလားလို့နောက်ကခေါ်ကြ အင်းတော့မြင်မြဲလုံးတော့ငါတို့တီဝမ်း ရွှေတုံသားလာအောင်လို့မြင်မြင်လာမရ ဘာ မယ် သူ့ကိုခေါ်နေရလဲမသိ သူ့ခေါ်တာ တော်တော်ကြာနေ ဒီမှာဒီတနက်ကြီးကအတန်မှမမြင်ငါမချစ်ဘူးရောအင်းဆိုလို့ဖြစ်ဘာနဲ့တော့ဖောက် ခေါ်ရပြီးသားလား ခေါ်ရပြီးသား ပြန်ပေါက်မယ်လူ ဟေးရပါမယ်ဟေးကလေးရွှေတုံသားရေးလာရေးလာကူညီအောင် ဟုတ်ကဲ့ကိုဘာခိုင်းလို့ အေးငါပြောပါတယ်မင်းသမီးမဟုတ်ယူမိုင်လားမသိဘူးနော်ဟဲ့ယူမိုင်လား ဟုတ်ပါဘူး ည ဟာ လေးကမဟုတ်လား ဇက် ဟိုရွှေ ဇက်ကရိုက်တာကောင်းရိုက်လိုက်ကဲလို့ အေးပြီးရောရတယ်ရွှေတုံသားလာလိမ့်မယ်သူရန်နေပါပြင်ဆင်နေနေတူတယ်ဒီမှာကမလေး ဘာတော့ ပရိသတ်ရှင်မှာတစ်ခါလေးပြောတော့ကွာ ဘာပြောမှာလဲ အလူပွဲမှာလည်းပြောတယ် ပြော မင်းကအရန်ချစ်တယ် ငါတို့လုံးမချစ်နိုင်ဘူး ဘာ ဟိုကောင်ကမင်းစီနဲ့ထိုးပြမယ်ဟို ဟယ်လိုအော်အတန်မြည်တော့ဘာလို့မတီးနဲ့မရတဲ့တော့ဘာလို့မလုပ်လဲ မင်းရွှေတုံသားစောင့်နေတယ်ဆိုလို့ ဒီမှာဘာနေပြီမင်းကအရန်ချစ်တယ် ငါတို့လုံးမချစ်နိုင်ဘူး ဘာ တန်တန်တန်ဆွာ ရတယ်မင်းမချစ်ဘူးဆိုမင်းငါမချစ်တဲ့လောကမှာငါမနေဘူးငါမနေတယ်လို့လဲမင်းလည်းငါအရှင်းမထားအဲ့တော့ရတယ်ပရိသတ်ရှိမှလည်းတခါတည်းနေမှာဟောဒီတနက်နဲ့တခါတည်းပြစ်တက်
ပြီးမှငါကငါတက်ပြီ အဲ့လိုမလုပ်နဲ့နော် ရှာရှာရှာတနာပေးနေလေယူလိုက်လေရှာ ပြန်တော့ယူပြီးတော့ ပြန်တော့လေ ဟဲ့ရွှေတုံသားငါရှာဟဲ့ ဘယ်ဗမာပြောတာလို့တော့ ရွှေတုံသားရေလောက်ကြအောင်ကွာဒီမှာတနာပေးနေပြီရွှေတုံသားရေဟာ ဗမာလည်းပြော အေးတာတာမ ဦးလီမအားလို့သားလာတာ ဦးလေးမအားလို့ဦးလေးမအားလို့ ကျွန်တော်ဖာလို့ရမှာ ဘယ်လိုပဲဘာလို့ရမှာလဲ ဘာလို့ရမှာ ဒီမှာတနက်ကအတူဒီမှာကောင်မလေးဟာငါပြန်ရှင်းပြပြန်ပြီကွာဒီမှာကောင်မလေးနင်းငါချစ်တယ်ကျမရှိမချစ်နိုင်ဘူးသူကပြောမယ်အဲ့ချိန်ကျဘာဆိုသူကဒန်ဆွတ်မင်းသားအိုက်တင်ခံမယ်တနက်ကအတူဆိုတော့မင်းမချစ်တယ်ငါဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြီးကျွန်တော်တက်ပြီရော့အင်းရော့ဆိုတာ ਨੇ ဖောင်း 不是不是跑မ အတူခလေးတွေဆိုတဲ့အတူ 哦真的的 တနက်တန်အတူမို့လို့ဟိုရမ်းနေပါအကြီးတွေမလုံးနဲ့နော် 啊妈老板差几两嘛 အေးအစီရော့ဆိုရင်နော်ဒီမှာကောင်မလေးနေငါချစ်တယ် ငါနဲ့လုံးဝမချစ်နိုင်ဘူး ပါနေပြီ ငါ့ကိုဘာခံ ပါနေပြီ သူကဘာကြီးလဲ နင်းလင်းနဲ့စကားပြောနေတယ်ဒီမှာဘာကိုကြည့် သူ့ငါကြောက်နေတာအေး ရွှေလုံးသားစင်ပြီးတယ်နော်ဒီမှာကောင်းလေး ဘာတော့ နင်းငါရမ်းချစ်တယ် ငါနဲ့လုံးဝမချစ်နိုင်ဘူး ဘာ တန်တန်တန် တလုံးနဲ့ online ဆွတ် ဆွတ် ဒီပူချပါဘာလောက်တာလဲဒီမှာကိုကြီးရမ်းချစ်တယ် ဟာမဟုတ်ဘူးလေကောင်မလေးကိုပြောရမှာလေကွာ ကောင်မလေးမပြောနိုင်ဘူးလေ तू ကဆူချတာဆိုသူ့ပဲငါချစ်ရမှာပေါ့ဟာ အကိုစားကျွန်တော်ပြောပေးမယ် ဟဲ့အဲ့တော့ငါဘယ်လိုသွားပါတော့မလဲ မိမကိုကိုတောင်းဝင်ယူလိုက် အဲ့ဒီကျွန်တော်မကားတော့ဘူးလေတန်းလည်းမရတော့ဘူးလေရတယ်ငွေကြီးကြတော့စောက်ပေးရမှာပေါ့တယ်မလားပြီးမှဇလန်းပြန်ဆက်မယ်နော်မှတ်ထားအောင်နော်ကျွန်တော်ဘာဆိုဟိုကောင်တန်းဒီဘက်ကဆွတ်ဟိုကတန်းဘာလဲ 阿面多了棒出来 တနက်ကဒီမှာဘာမှမလုပ်ရလေဘူးနင်ဒီမှာစုချတာရင်ယူဒီမှာကောင်းပါလေ ဘာတော့ စုချတာပြောလား ပြောတာပေါ့ စုချတာပြောလား ပြောတာပေါ့ နောက်တစ်ပတ်ထပ်ချရင်ပြောလား ပြောတာပေါ့အမဟုတ်လေမတန်သူ့ချတာက ဒီကောင်မလေးအာကားတတိတော့ စုအေးစုချတာတမျိုးဖြစ်မှာနော်စုရတာပြောလား ဆွရပြောတာပေါ့ ငါ့ကိုချစ်ရင်ပြောလား မပြောဘူးပြောမှလားပြောတယ် ကဲရကိုထိုးကျွန်တော်စောင့်မယ် ကျွန်တော်မကြုံဘူးသူကြတာပြောတာသူပြောပဲရှိတယ် ရပြီတော့ပြတ်တာမြင်လောက်ကြပါဦး တစ်ဖက်တည်းလီးနေလို့ ဆွတ်နော်မြင်လေးအတော်မောနေပြီဒီမှာကောင်းပါလေ ဘာတော့ ပြိသက်ရှိမှလည်းပြောရတယ်ကွာ ပြောလေ ငါနဲ့အရင်ချစ်တယ် ငါနဲ့လုံးဝမချစ်နိုင်ဘူး ဘာ တန်တန်တန် ဆွ အေးမင်းမချစ်တဲ့ချိန်မှာငါမနေဘူးဘူးဒူဟာတော့ငါဘာမှမလုပ်ရသေးဘူးတယောက်တည်းမှောင်မနေနဲ့မျက်လုံးနဲ့လည်းကျွတ်ထွက်ကုန်အောင်မယ် ဟောကြံသေးတယ် ပူစီပေါင်းထဲစရာရှာလို့ကွာဖယ်တဲ့ထဲလာလည်းမသိဘူးကွာ ကဲဟဲ့ရွှေလုံးလား ရွှေနန်းနေ ရွှေလုံး
အဲ့ဒါနင့်ရဲ့ခွေးကြီးမဟုတ်ဘူးအဲ့ဒါဘူမောင်းနင်ဒါလေးထုတ်မှမှုတ်အစောကြီးမမှုတ်နဲ့မှုတ်လိုက်ဖောင်းဆိုရင်မရှိတော့โอเคရွှေတုံသားနားလဲလား ဘယ်ခွေးနေရ ဒီမှာကောင်းပါလေ ဘာတော့ နင်ကရမ်းချစ်တယ် ငါနဲ့လောမချင်နိုင်ဘူး ဘာ တန်တန်တန်ဆွတ် အေးမင်းကမချစ်ဘူး ချစ်ဘူး အေးမချစ်ဒီလောကကြီးမှာမင်းကိုရှင်းမထားငါ့ဘုံကလည်းတတ်တယ်ပဲအရေးဆုံးမင်းကငါတတ်ရှာမစွန်နဲ့တခါလည်းမဟုတ်တကယ်ပြည့်တဲ့ချိန်ကျတော့မပြည့်တဲ့ချိန်ကျတော့ဖောက်ဖောက်ဖောက်ဒီနာလေးတခါလောက်ရတာရတယ်နော်စိတ်ကြုံလာပြီနော်ခွေးကလေးရတယ်နော်ဘာလို့စွန့်နော် ရဒီမှာ ဟာလေ နင့်ငါရမ်းချစ်တယ် ငါနဲ့မချင်နိုင်ဘူး ဘာစွတ်ဟုတ်လေအဲ့လောက်မမြင်နဲ့အဲ့လောက်မြင်တော့ငါတို့ကကာတွန်းကကြည့်နေရလို့ပဲဒီလားနင်ကချစ်တယ်ချစ်တယ်ဘာချွတ်ကာတွန်းကကြည့်နေရလို့ဖြစ်နေဒီလားဟိုကလေဘိုဘိုကာတွန်းကကားဟဲ့အီတီအေလာဟဲ့သွားဆောရအောင်ဟဲ့ဆိုဖြစ်နေဒီလားနော်နင်းလေးငါဟိုနှိပ်ပေးမယ်ဒီမှာကောင်းမလေး ဘာလဲ နင်ကငါအရင်ချစ်တယ် ငါနဲ့လောမချင်နိုင် ငါပြောပါတယ်ဒီမင်းသမီးမူးနေတာပါလို့ဘာဖြစ်လဲ မင်းရဲ့တဲသူငါတဲ ခွေးကတော့ငါလုံးမှာနော်နေအောင်မမောင်းနေအောင်ဒါကိုပြန်မမောင်းဟောကောစွန့်နော် ဟာဟာ ဒီမှာခွေးကတော့ဟာဟုတ်ပါဘူး ခွေးကတော့ကဒီမှာခွေးကတော့ကဒီမှာ ဒီမှာ ဘာတော့ နင့်ကရင်ချစ်တယ် ငါနဲ့လောမချင်နိုင်ဘူး ဘာ တန်တန်တန်ဆွတ် မင်းမချစ်တဲ့ဘဝမှာငါနေငါမနေလို့မင်းကိုလည်းငါအရှိမထားအဲ့တော့တခါတည်းတနက်နဲ့ပြည့်ရှာတနက်ပေးနေရှိလိုက်တော့ရှာ အလုပ်ကြပါဦးပောက်ကုန်ပြီလားမသိဘူးဘုရုမြတ်မန်းကုန်ကြတော့အာမန်းကုန်ပြီချင်းနေအာလုပ်ကြပါဦးအာကဲကြပါဦး ဟိုတေချင်းစိုးလေးကခုမှမှုတ်တုံး ဟုတ်လား 你今天包嘛了？你妈背了东西。跑！ဒီမှာကောင်းမလေး ဘာတော့ နင့်ငါချစ်တယ် ငါနဲ့လောမချင်နိုင်ဘူး ဘာ တန်တန်တန်ဆွတ် အေးမိမိချစ်တဲ့ဘောမှာငါမနေဘူးမင်းကိုလည်းရှိမထားဘူးရှော့ငါသိပြီပေါက်ထားပြီမေနော်ဟုတ်ပြီလားဒီနားလေကွာတောက်လို့မရတရောင်းစားကြတာပဲ မင်းလား အဲ့တိုင်းတိုင်းတာနည်းနည်းလေးကမောပြီးဖောက်ဘာလို့ကောင်းရော အာယူလာလဲတမျိုးကြီး ငါတို့မကြိုက်ပဲနင်းကကြိုက်နေမှာပဲနော်ဒီမှာကောင်းပါလေဟောဒီမှာကောင်းပါလေ ဘာတော့ နင်းကချစ်တယ် ငါနဲ့လောမချင်နိုင်ဘူး ဘာ တန်တန်တန်ဆွတ် မင်းမချစ်တယ်တော့ကမ်းငါမနေဘူးမင်းကိုလည်းအရှင်မထားဘူးဟောဒီတနေ့နဲ့မင်းကပြက်ရှော့တနေ့ပင်းနေရှော့ ကဲပေါက် ရှာရပါတယ်မင်းကဒီဘက်ချက်မပြစ်ချင်သေး လူကြပါ ယနေ့ညဖြောပြတင်ဆက်တယ်ကျွန်တော်တို့ရဲ့ပြဿနာကြီးကတော့လက်ပင်ကြငုတ်တူဆိုတဲ့ ပြင်းမငုံတို့ ပြင်းမငုတ်တော့ ပြင်းမငုတ်တို့ ဆက်လက်ကမနေတော့ဘူးဘာတွေလုံးမှမသိဘူးဘာခွီခွင် ဆွတ်
ဖေးသက်ကြီးအတွက် ဟုတ်ကဲ့ အစင်ပြေလက်ခုပ်သားလေးပြပါဦးဗျာမျက်လုံးတွေတော့ထပ်ပါတယ်ဒီနေ့ကအလူရှင်အောင်ပွဲရယ် ဟုတ်ကဲ့ ညနေထူးထူးခြားခြားမင်္ဂလာရှိတဲ့ဟာလေးဖြစ်ပါတယ် ဘယ်လိုများလဲ 7 နာရီကျော်ပါပြီ ကျော်သွားပြီ အဲ့တော့ညီလေးလာပြီ ဘာဖြစ်မလဲနား ဘာဖြစ်မလဲဆိုတော့ 12နိုင်ကျော်သွားပြီ ကျွန်တော်ညီမလေးမိမြတ်နိုးခင်ရဲ့မွေးနေ့ဒီနေ့ဖြစ်ပါတယ်အဲ့တော့စင်ပေါ်မှာ surprise လေးလုပ်ပါမယ်ဟာလို surprise ပါ အဲ့လိုမလုပ်ပါနဲ့လက်ဆောင်မိုက်မပြောင်းဘူး Happy birthday ကျေးဇူးများတင်ပါတယ် Hey အားလုံးလိုက်ဆိုပေးပါဦး Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you May God bless you always May God bless you always May God bless you forever Happy birthday to you Happy birthday, happy birthday, happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday. ခါလေးကိတ်ပေးမယ် ဟုတ်ကျေးဇူးတင်ပါတယ် ကိတ်တော့ပါ ပြ ပါ ကြမယ်လေ ကိတ်မုတ်ချင်ခဲ့တယ်ပြန်ဆိုသွားယူလာအောင်မယ် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. May God bless you always. May God bless you always. May God bless you forever. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. စာသားမျက်စိများလဲတာမသိဘူးနော် To you. စာသားအစ်စ်တွေ Happy birthday.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  Happy birthday Happy ပေါင်းချင်နေပြီ birthday နေရဖို့ရှင်နေတဲ့ to မင်းမြနိုးခင်လက်ကုန်တယ်ကျေးဇူးများတင်ပါတယ် ကျွန်တော်တို့ဒီနေ့မင်းသမီးလေးမေမြန်တို့ခေမွေးနေ့မှာအမတ်တရလေးဖြစ်သွားအောင်ဆိုပြီးတော့ကျွန်တော်အောင်ကောင်း live ကိုလွှင့်မှုကျွန်တော်ခေါ်ပါတယ်မနေ့ကကျွန်တော်ဒီမှာလှူပါတယ်ဆန်နေလည်းလှူလိုက်ပါတယ်ဒီမှာရှိတဲ့ရက်ကွက်မှာလည်းကျွန်တော်အကုန်ကျွေးပြစ်လိုက်ပါတယ်ဒါမေမြန်တို့ခေရဲ့မွေးနေ့မှတ်တရမှာကျွန်တော်ဒီလောက်ထိကိုပုံအောပြီးတော့ကျွန်တော်လွတ်ပြစ်လိုက်ပါတယ် ဟာနိုးလိုက်လားဥကိုကြီးမဟုတ်လား ဟမ် ကိုကြီးမဟုတ် ဟိုဒီလိုပဲရောချရတယ်လေအဲ့မှာငါမွေးနေ့ဆောင်ငါတို့မပေးရတော့မှလေလို့တောင်းနေဦးမယ်ကဲ happy birthday ပါ ကျေးဇူးများတင်ပါတယ် ကဲပရိသတ်တွေလည်း happy birthday လက်ခုပ်တန်းလေးသူ့ရဲ့မွေးနေ့ဖြစ်ပါတယ်ဒီနေ့မွေးနေ့လေးဒါအမှတ်တရလေးဖြစ်သွားပြီပေါ့နော် ကျေးဇူးတင်ပါတယ်မိုးနေ့တိုင်းမှာပွဲမှာတစ်ခါမှအဲ့လိုမျိုးမစုံဘူးပေါ့နော်ဒီမျိုးလေတစ်ခါမှ surprise မရဘူးပါအဲ့ဒါ surprise လုပ်ပြီးတော့အကုန်လုံးကျေးဇူးများတင်ပါတယ်ပြောတာ ငါပြောပါဒီနေ့သမီးမူးနေတာလို့ဘာတွေပြောမှန်းလည်းမသိဘူး မအရင်ပြောလို့ပါ ရပြီနော် ရပြီ ရော့ဆိုင်မြန်သွင်းတော့သွား ရမလား ကဲဟိုကဒါအလုပ်ဆက်လုပ်မယ်နော်အလုပ်ဆက်လုပ်မယ်ကျန်တာမှမဖြစ်နဲ့တော့ကဲပြောစရာကြီးဗျာနော်ပြပေးတင်ဆက်ရတယ် ဟုတ်ကဲ့ဗျာ မော်တယ်ချွေးတွေယူရလားနောက်နှစ်တယ် ဟုတ်ကဲ့ ထပ်ပြီးတော့စုံကျင်သေးတယ် စုံနေတာဗော အမြဲတမ်းလူတန်းနိုင်ပါစေလို့လည်းဆုမကောင်းတောင်းပါတယ်ဖြစ်နိုင်ရင်တနေ့ကိုတစ်ရက်စီလှူပြာတနေ့ကိုတပွဲတွေးနဲ့ပွဲနိုင်လဲကျွန်တော်တို့တစ်ခါစီလာကမယ်ငါတို့ပဲကမယ်ဒီပြီးတော့ဘောဟုတ်တယ်မလားငါလည်းချုပ်ပြီးသား တော့မတင်မကြီး ကဲအဲ့တော့ဒီမှာရှိတဲ့မိသားစုတွေလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အချိန်အားဖြင့်လည်း2 နာရီထိုးတော့မယ်နော်2 နာရီထိုးတော့မယ်ဆိုတော့ဖြောပြတင်ဆက်မှုကလည်းအချိန်တိုင်းတာလေးတွေရှိတယ်သွားပြန်ရမှာလေးတွေလည်းရှိတယ်အတွက် မှန်တာပါ နော်ကျွန်တော်တို့ဂျင်းနေပေးပါလို့ပဲဒီကနေပြီးတော့မြေတားရတောင်းဆိုပါတယ်အဲ့တော့အငြိမ်ကန်းလေးကိုလည်းအားပါတရားကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးလည်းပြောကြမယ်လို့ထင်ပါတယ်မြင်မြင်နှုတ်ခင်ရဲ့နော်တချင်းအသိန်းလေးနဲ့ဖြောပြတင်ဆက်ရင်းနဲ့အားလုံးကိုကတော့ရင်းနဲ့နှုတ်ဆက်ပါတယ်ခင်ဗျကျွန်တော်ထပ်မံပြီးတော့လည်းဆုံးဖြတ်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးများတင်ပါတယ်အလို့ရှိလုံးမအားလုံးလည်း
နောက်နှစ်ဒီတိုင်းမှာဒီချက်မကအများကြီးလူနိုင်တက်နိုင်ပါစေလို့လည်းဆုမကောင်းတောင်းပါတယ်မိသားစုများအားလုံးနဲ့လည်းနှစ်တိုင်းမှာအမြဲတမ်းပြန်လည်စီးခွင့်ရပါစေလို့ဆုမကောင်းတောင်းပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့သမီးရဲ့အနေခံကိုရှစ်ဖလားအနာတက်ပြရစေရှင် You know, kid, yeah, I knew I love you. မြမအမှုပညာပါခင်ဗျဟုတ်ပါရှင်သက်ခံကြပါပြီ ဟုတ်ပါဟေးဒုတင်ရင်ဆက်ကောင်းခါချေလက်ဤရှစ်ချက်မပြတ်စေရပေလူဝ ဖေလူလူသူကမ နုတုခုမအေးလေမြန်မာလူမျိုးတွေရဲ့ရဟန်းကန်ရှင်ပြုနတ်သားလူတော်မင်္ဂလာအောင်ပွဲဖြစ်သွားပါပြီခင်ဗျာဒီချက်မကလူနိုင်တဲ့နိုင်တဲ့ပုံကူတူတွေဖြစ်ပါစေလို့လည်းဆုမကောင်းတောင်းပါလေဟေးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ဖြောပြတင်ဆက်မှုမှာအမှားများပါခဲ့ရင်လည်းခွင့်လွှတ်ပေးပါရိုင်းသားများပါခဲ့ရင်လည်းခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါเนาะကျွန်တော်တို့ရဲ့မြန်မာလူမျိုးများရဲ့အထွတ်အမြတ်ထားတဲ့ဒီအလူတော်ပွဲလေးပါရဟန်းငယ်ရှင်ပြအလူတော်ပွဲလေးမှာလည်းကြီးစုကြတဲ့ပြည်သက်အပြင်ကိုကျွန်တော်တို့အောင်ကောင်း live ကိုကြည့်နေကြတဲ့ live ကြည့်တဲ့မိသားစုတွေလည်းကျေးဇူးအများကြီးတင်တယ်လို့ကျွန်တော်တို့တေးပညာရှင်များလည်းကာတော်ပြုပါတယ်အမှားပါရင်ခွင့်လွှတ်ပါလို့ပြောကြရင်ကျွန်တော်တို့အညီငန်းလေးထမနာစင်လို့ရန်နာခွင့်ပြုရင်အလူတော်ကြီးအောင်မြင်ပါပြီခင်ဗျာ